တော်ပေါင်းလို့ချစ်လို့ဒီနေ့ယေရှုဖျားတဲ့တော်တော်ကိုစကားကြောင်းပါဘုရားအာမင်အားလုံးပြန်ပြီးရင်းဆိုင်အောင်ဟာလေလုယာသူဒီချင်းခံစားရပါသလားသူဒီချင်းခံစားရပါသလားသိမချရဘူးပဲအားတွေကုန်ခန်းသွားပြီလားဟာလေလုယာရရှိကောင်းမြတ်ပါသလားအာမင်ချိုးကောင်းမြတ်တော်မူသောဖျားရှင်တဲ့နာမတော်သာ၍ဘုန်းကြီးပါစေဒီနေ့ဆရာမအောင်ကျွန်တော်စီပူဆောင်ပေးတဲ့သူတော်ဘုရားသခင်ပဲဖြစ်ပါတယ်ဟာလေလုယာဒါအစပဲရှိပါသေးတယ်เนาะဆရာမမဝေးတော့ပါဘူးတဲ့ရန်ကုန်ခရီးဆိုတာမော်မရနေလားမဝေးတော့ပါဘူးတဲ့အာမင်ဆရာမနောက်တစ်ခါလဲလာမရစေတယ်ဟုတ်လားဆရာမဟုတ်ကဲ့ယေရှုနာမ၌ကျွန်တော်တည်ပြုလိုက်ပါပြီဖုန်းနံပါတ်တွေကျွန်တော်အလဲလဲလုပ်ပြီးပါပြီလို့ဆရာမကျမ်းမိုးဆော်တဲ့ချိန်ကကျွန်တော်စီလာဖို့အစင်ဖြစ်ခဲ့တဲ့လေရန်ကျေးဇူးတင်တယ်။ဒါတော့ခုတဲ့ဆရာမနဲ့တွေ့ရရတယ်မတနာဘူးလို့ဟောပါတယ်။ကျွန်တော်တို့လည်း on fire ဆာမတဲ့သူနဲ့ပေးချင်တဲ့သူနဲ့တိုးတဲ့အခါကျတော့ပွဲရသိပြီပေါ့နော်။အာမင်။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ဖျားစီရလာတော့ကောင်းကြီးဒီနေ့တပွေးတစ်ပိုက်အိမ်ပြန်တည်သွားရမှာဖြစ်တယ်။ကျေးဇူးတင်လား။ဒီမျိုးသမီးဘလို့တော့ပြန်တယ်သူ့ဘဝတစ်ခုလုံးသူပေးရတယ်ဒုတိယချိန်သူပြန်လာတယ်တခင်ရှုကိုအလောက်ပါဆုံးတော့အကောင်းဆုံးတန်ဖိုးကြီးဆုံးစီပွေးတဲ့သူလာပေးသိတယ်လာပြီးပေးတယ်သူ့ဘဝပြန်တာအကောင်းဆုံးပဲဒီနေ့စိတ်တော်ကိုပဲမိတ်ဆွေဖရားရဲ့မြစ်တာကိုနားလေလာရင်မိတ်ဆွေကိုငါသားမင်းကိုဖရားเจ้าမှာငါရဲ့ဗိမာန်တော်မှာအတုံးပြုမယ်လို့ခေါ်တဲ့ချိန်မှာမိတ်ဆွေကိုတော့သမီးကြောက်တယ်သားကြောက်တယ်လို့ပြောမှာမဟုတ်ဘူးမိတ်ဆွေဖရားရဲ့မြစ်တာကိုနားမလဲဘူးအာမင်ဒီနေ့ဖရားရှင်အတွက်မိတ်ဆွေကိုငါသားငါသမီးတက်မှရှိရရငါ့ကိုပေးပါလို့ပြောတာမပေးဘူးလို့ပြောမှာမဟုတ်ဘူးပါဝင်ခွင့်ရလို့ကျေးဇူးတင်ပါအာမင်အတန်ကောင်းတဲ့လူတွေအတန်အားဖြင့်ပါဝင်ခွင့်ရလို့ဖရားကိုကျေးဇူးတင်တီးခတ်တဲ့လူတွေတီးခတ်ခွင့်ရလို့ကျေးဇူးတင်အရင်ကတော့ကျွန်တော်တို့ကဟိုတပတ်လုံးလုံးချင်တာလို့ပြီးတော့တနေ့ကိုနေ့မှာတက်ပြီးဖရားတော့အကြီးတဲ့မျက်စိလေးမိတ်တက်တယ်ညလုံးကြတယ်အဲ့ဒီခေတ်ကုန်သွားပြီကျွန်တော် National Worship အဲ့လိုလူတွေတက်လို့မရဘူးတေးအောင်ဆရာကအားနာရတယ်သူမတီးစိတ်ကောက်ပါလေရန်ဆိုရင်တစ်ချိန်လုံးချော့နေရတယ်အဲ့ဒီခေတ်မဟုတ်တော့ဘူးအဲ့လိုလူတွေမလို့တော့ဘာလို့လဲဖရားရှင်ကအစ်စ်အခုချိန်မှာတီးတဲ့လူတွေကဖရားရဲ့နိုင်ငံတော်တဲ့ဒေါဝိရဲ့တဲမှာတီးခတ်တဲ့သူမျိုးဒေါဝိရဲ့တဲမှာအချက်တစ်ချင်းမရှိဘူးနော်တချင်းတွေကတစ်ချိန်လုံးစုံနေရတယ်3000တီးခတ်တဲ့လူတွေတစ်ချိန်လုံးတီးခတ်နေရတယ်အဲ့ဒါကြောင့်သူဖရားရှင်မှာကကုန်နေတယ်ဘယ်လူမှမလာရင်သူဖရားချိန်နဲ့အောင်ကကုန်ကြတယ်အခုကျွန်တော်လူတွေရှိမှကကုန်တာလူတွေမရှိမကကုန်ဘူးနော်ဒီနေ့အဲ့တော့ကကျွန်တော်တို့အဲ့လိုမျိုးဒေါဝိရဲ့တဲကိုဖရားရှင်ကဒီကာလမှာပြန်တည်ဆောက်မယ်လို့ပြောတယ်ဖရားရဲ့အခုတော့တဲ့အတီးပိုင်းမှာတီးစက်ဆက်တဲ့လူတွေပေါ်လာလိမ့်မယ်မြို့တိုင်းမှာပေါ်လာလိမ့်မယ်ဒီစက်မှာလည်းပေါ်လာလိမ့်မယ်အဲ့လိုလူတွေဘာကွာမလဲတဲ့လားအဲ့လိုလူတွေမှာဘာကွာမလဲဆိုရင်ဘိတ်သိချင်းကွာကျွန်မရှခိုင်းနာမှာတီးခတ်နေတဲ့ခိဘုတ်သမားကျွန်တော်တို့ဒီ National Worship မှာလည်းသူဆရာလုပ်နေတယ်ခိဘုတ်သမားချင်းတူတူပဲသူကငယ်ငယ်လေးတွေကဖရားသူတီးတဲ့ခေါ်တာတော့သူတို့မိသားစုစားစရာမရှိနေပဲစိပတ်စံဘလောက်ရအချက်တစ်ချက်မတည်ဘူးသူတီးနေတဲ့အဆိုတော်ရဲ့တစ်ခါလေးပြောင်းသွားပြီးအချက်ချင်းဆိုသူစင်မွားအောက်ကိုဆင်းသွားရောတရားမှယူပြန်သွားတယ်ရက်တည်တယ်ယုံကြည်စိတ်နဲ့ရက်တည်တယ်အဲ့ဒီဆရာရိုးရိုးလေးတီးကျွန်မအားခံထားရတယ်ကျွန်မတို့ cruise တွေမှာအဲ့လိုအတီးသမားတွေမရှိလို့မရဘူးသူတို့ကစပြီးတော့တရားတွေကိုဖောက်လာသူစပြီးဆိုခိဖို့တီးပြီးဆိုတော့ဖျားဝိညာဉ်တော့အရင်တိတာဆိုလှုပ်ရှားတယ်ကျွန်တော်တို့နိုးထောက်မှုစီစဉ်နေအဲ့လိုလူတွေနဲ့တွဲပြီးလုပ်ရတယ်ဒီအဲ့လိုအတီးသမားတွေအဖြစ်ဖျားရှင်သူတို့အားဖြင့်ဖျားကြီးမတော်မှုကိုပြုတယ်အသင်းတော်တိုင်းမှာပြုတယ်အဲ့ဒါအသင်းတော်တိုင်းမှာအဲ့လိုတီးသန့်ဆက်ကပ်တဲ့သူတွေဖျားရှင်ရှာနေတယ်တီးသန့်ဆက်ကပ်တဲ့အခါမှာလွယ်တယ်လို့ထင်မလားမလွယ်ဘူးဘယ်လိုစားမလဲဖျားကျွေးမယ်လေအဲ့ဒါပဲပြောလို့ရတယ်ကျွန်တော်ပြောလို့မရဘူးအခုဒီကအဲ့ဒါပဲပြောလို့ရတယ်ဟုတ်တယ်ဖျားကျွေးမယ်ယုံရင်ဖျားခေါ်တိုင်းလုပ်ပေါ့ဘာလို့လဲဖျားရှင်အဲ့လိုလူတွေကိုရှာနေတယ်ဒီကျမတို့တက်ဆွဲတဲ့လူပညာတွေအပြင်ဖျားကိုချီးမြှောက်ဖို့လူတွေကိုဖျားနေရာနှံ့မှာရှာနေတယ်အဲ့လိုလူတွေကိုရှေ့မစွာတွေကဖျားရှင်ခေါ်လာတယ်အခုကအချိန်ကြာတာဖြစ်တယ်အာမင်နောက်ဆုံးဒီလိုပြောလို့ရှိတာကဆက်ပါပြီးတော့ရှင်ဘောလူနဲ့တီလာတို့ထောင်ထဲမှာတချင်းစုံနေနေထောင်ကားတွေပွင့်သွားတယ်ဒါဝိဒ်ကစောင်းလေးတီးလိုက်တဲ့အခါမှာနှစိုးထွက်သွားတယ်အခုကိကအတင်းတော်မှာ music တွေတီးတဲ့အခါမှာတင်းတော်ကလူတွေထွက်သွားတယ်အရင်တော့ဒါဝိဒ်ကစောင်းတီးတာနဲ့ရှုံးလို့ဒီမှာနှစိုးမနေနိုင်တော့ထွက်သွားပြီအခုကိက music သမားတွေပညာရမ်းပြတဲ့အခါမှာတင်းတော်တွေကြောက်လို့မရှိတော့ထွက်သွားတယ်နားမီးလို့
ကြောင့်လဲဆိုတော့ကျမတို့အသက်တာလေးမှာရှင်းရှင်းလေးပဲစစ်မှန်သောကိုယ်ွယ်ခြင်းဘက်ကိုပြန်လှည့်ဖို့ပဲဖြစ်တယ်အာမင်ဒီနေ့တချို့ worship leader တွေကသင်တန်းတွေပေးတဲ့အခါမှာကျမသဘောမကျဘူးဘာလို့မကျလဲဆိုအတင်းကခိုင်းတယ်ကမကရပဲ तू ကအတင်းထွက်မယ်ဆိုတော့အဲ့ဒါကနာလေးကရတယ်ပြောတယ်မကရလို့အရှိထုတ်မယ်ဆိုတော့လည်းအရှိလည်းမထွက်ချင်ဘူးအဲ့တော့အောက်ပြီးတော့ကရတယ်အဲ့တော့ကိုယ်ွယ်ခြင်းကိုလည်းပြောလို့မရဘူးဒီကျမတို့ကလေကိုယ်ွယ်ခြင်းကိုအတင်းရံကိုပဲကြည့်ကြတယ်အပြင်ကနေကနေမှမိုးထနေမှဟာသူများတဲ့ပုံပြီးကဲနိုင်မှပတ်ပြေးနိုင်မှလို့ထင်ကြတယ်ဟုတ်ဟုတ်စိတ်တော်ကိုယ်ွယ်ခြင်းကအဲ့လိုအပြင်ကမလာဘူးအဲ့ဒါတော့မိတ်ဆွေဒီဦးဆောင်တဲ့လူကအားပေးလို့သာအဲ့ဒါဘာနဲ့လိုက်တာမကရင်လည်းမကောင်းပါဘူးဘေးကလူကလည်းကနေတော့ကိုမကရင်ကိုမကောင်းဆိုတော့လည်းပါလှုပ်ပေးရတာပေါ့သူများလည်းခုဒီလိုလိုက်ကြည့်တာအဲ့ဒါကိုကိုယ်ွယ်ချင်းလို့မြင်ကြတာတချို့ကမျက်ရည်ကျတယ်ဟောတကယ်ကိုယ်ွယ်တယ်မဟုတ်ဘူးသူအိမ်မှာတဲကွဲလာတယ်ဆိုရင်တစ်ချက်လည်း worship တစ်ချက်ဆိုတော့ကိုခံစားချက်ကိုပြည့်လိုက်တယ်လို့ဖြစ်သွားတော့မျက်ရည်တော့ကြောက်နေဖျောက်ကိုယ်ွယ်တယ်လို့ထင်ကြမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ကိုယ်ွယ်ချင်းလို့ပြောတဲ့အခါမှာအပြင်ကနေကလာခုံလာမျက်ရည်ပဲနဲ့ပေါက်ကြတယ်ဘိုင်းလို့မရဘူးစစ်မှန်သောကိုယ်ွယ်ချင်းကပေးရလာလေအတဲကနေလာတယ်အဲ့ဒီဖျားရဲ့မြတ်တာကိုပြီးလာတယ်ပြီးလာတဲ့အခါမှာမိတ်ဆွေတုံ့ပြန်လာတယ်ဘယ်လောက်ဆိုရင်လူမိုက်ဖြစ်ဖြစ်ဖျားရဲ့မြတ်တာကိုနားတဲ့အချိန်မှာဒူးထောက်လာတယ်မျက်ရည်ကျလာတယ်ကျမများတော့အပြင်ဘိန်းသားတဲ့ကြားထဲမှာတရားဟောတာများတယ်တခါမှမဟုတ်ဘူးဆိုတဲ့လူတွေကျမတို့ခရူးစိတ်မှာသူတွေထိုင်နေပြေးထွက်လာတယ်ဒီဘုံကြငါငွေကလေးမကြဘူးလို့ပြောရသေးတယ်အခုကြဘာလို့လဲဖျားရဲ့မြတ်တာတိကျတဲ့အချိန်မှာမတည်နိုင်တော့ဘူးငါငွေကလေးလည်းမမြောက်ဘူးလို့ပြောထားတယ်ဒါပေမဲ့ဖျားထိတွေ့လာတဲ့အချိန်မှာမခံနိုင်တော့လက်မြောက်လာကိုရောသားပြန်လာဒူးထောက်လာတယ်အဲ့ဒါကိုယ်ွယ်ခြင်းအာမင်ဘာလို့လက်ခုပ်ကြီးလဲကျေးဇူးတင်လို့ချီးမွမ်းခြင်းလို့လက်ခုပ်ကြီးလဲဘောလုံးပွဲမှာအားပေးတာမဟုတ်တော့ဘူးဖျားကိုချီးမွမ်းခြင်းလို့လက်ခုပ်ကြီးလာအပေါ်အော်နေလို့မဟုတ်တော့ဘူးမိတ်ဆွေနှလုံးသားထဲမှာဖျားရဲ့မြတ်တာကိုနားလေလာတဲ့အခါမှာဘာပဲလုပ်ရမိတ်ဆွေမရှက်တော့အဲ့ဒါကိုယ်ွယ်ခြင်းပဲအာမင်နားလေလို့ဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့ဒီမာရိကဘာဖြစ်လို့သူအဲ့လောက်တန်ဖိုးကြီးတဲ့ရက်ကိုပေးလဲဆိုတော့သူ့ဘဝတစ်ခုလုံးကိုရွေးနှုတ်ခဲ့တဲ့ဖခင်ရဲ့မြစ်တာကဘာမဆိုသူ့ကိုလုံရဲစေတယ်။ तू မရှက်တော့လူတွေသူ့ကိုကြည့်နေမှာပဲ तू မရှက်ဘူး။ तू သွားပေးလိုက်ဟာအဲ့လိုလူများကြားထဲမှာငါဒီစီပလင်းနဲ့သွားပေးရင်ကောင်းမလားလို့စဉ်းစားအောင်မယ်။ तू ပြီးမဆိုင်တော့ထိုဖခင်အတွက် तू ဘာမဆိုပေးဖို့စဉ်းသက်ရှိသွားတယ်။ तू ဘဝတစ်ခုလုံးပေးဖို့စဉ်းသက်ရှိသွားတယ်။ကိုယ်ွယ်ခြင်းဆိုတာရစ်ပူဇော်ခြင်းပဲဖြစ်တယ်။အာမင်။ကျွန်တော်တို့အသက်တာကိုပုံပြီးပူဇော်ခြင်းဒီနေ့အဲ့ဒါအခြေခံပဲရှိသေးတယ်စစ်မှန်သောကိုယ်ွယ်ခြင်းဆိုတာကဖခင်ကချစ်ချင်းမြတ်တာဖခင်ဖြောင့်မတ်တဲ့ဖခင်တရားမြတ်တဲ့ဖခင်ဖြစ်တယ်မိတ်ဆွေဖခင်ရဲ့မြတ်တာကိုနားလည်လာတဲ့အခါမှာမိတ်ဆွေချီးမွမ်းတတ်လာဖခင်ရဲ့တရားမြတ်တာခြင်းနဲ့ဖြောင့်မတ်ခြင်းကိုသိလာတဲ့အခါမှာမဖြောင့်မတ်တဲ့အရာတွေမလုပ်ရဲတော့ဘူးအဲ့ဒါကိုယ်ွယ်ခြင်းပဲဒါပါလို့နေခြင်းလို့နေပြီးတော့ဖခင်တော်မှာမျက်စိမိတ်ပြီးလာကိုယ်ွယ်ခြင်းမဟုတ်မိတ်ဆွေဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုသိလာရင်ကိုယ့်ဘဝမှာမဖြောင့်မတ်တဲ့အရာတွေတော့မနေနိုင်တော့ကိုရောကျွန်တော်ပြုပြင်မယ်ကျွန်တော်သူများနဲ့မချတော့ကျွန်တော်ပြုပြင်မယ်ကိုရောကျွန်တော်ပြုပြင်မယ်အဲ့ဒါကိုယ်ွယ်ခြင်းပဲအာမင်ဒီကျွန်တော်တို့ရဲ့အိမ်မှာနေရှင်တို့နေပြီးတပတ်တာမှာတစ်ခါပဲလာကိုယ်ွယ်ပြဿနာတက်တာသိတော့မှာစစ်မှန်သောကိုယ်ွယ်ခြင်းရှိတဲ့လူတွေကအိမ်မှာဘယ်လိုပဲနေအသက်ရှင်ခြင်းဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေလမ်းသွားတဲ့ချိန်နဲ့ဖြစ်ဖြစ်လမ်းလျှောက်တဲ့ချိန်နဲ့ဖြစ်ဖြစ်ဖခင်မကြိုက်တဲ့အလုပ်တွေကိုကျွန်တော်တို့ရှောင်ပါတယ်ဖခင်မကြိုက်ဘူးလို့ပြောဟုတ်ကဲ့ကိုရောမလုပ်တော့ဘူးနေပါနေဒီငါပါဟုတ်ကဲ့ပြန်ခဲ့ပြီအဲ့ဒါကိုယ်ွယ်ခြင်းပဲအာမင်အဲ့ဒါကြောင့်စစ်မှန်သောကိုယ်ွယ်ခြင်းကဘယ်မှာအခြေခံလဲဆိုတော့ဖခင်ကိုသိခြင်းမှာအခြေခံတယ်ဒီကျွန်တော်တို့ယုံကြည်သူတွေကျွန်တော်ခွန်အားပေးခြင်းနဲ့ဖခင်ကမိတ်ဆွေကိုအင်မတန်မှချစ်တဲ့ဖခင်ရှင်ဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့ဘဝတစ်ခုလုံးပူဇော်လိုက်ရင်တော့ထိုဖခင်ရဲ့မြတ်တာကိုကြည်အောင်ဆက်လို့မရအောင်အဲ့လောက်ထိကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်အာမင်ကျွန်မဒီမှာဆုံးခွေပေါ့နော်တန်ရှင်ဆုံးဖခင်ဆိုတဲ့ချင်းခွေထွက်တယ်အဲ့ဒီကကျွန်မတစ်ချင်းတစ်ပုတ်ရေးထားတယ်မြစ်တာရေးဆိုတော့အဲ့မှာကျွန်မအရင်တော့ကျွန်မနားလေတာလေဖခင်သခင်အတွက်ကျွန်မအလုပ်လုပ်မယ်လို့ပဲကျွန်မထင်တာကျွန်မကကောင်းကောင်းလုပ်တယ်တစ်ချင်းခွေထုတ်တယ်ဆိုတာထုတ်ပြတဲ့လူတွေသိမှာပါဘယ်တော့မှမြတ်တယ်ဆိုတာမရှိဘူးအကျွေးလည်းမရဘူးအတင်းနဲ့ချခိုင်းရသေးတယ်အဲ့ဒါတစ်ချင်းခွေလုပ်ငန်းပဲညီမပြည့်တစ်ချင်းခွေလုပ်ငန်းခွေရောင်းပြီးရင်လည်းပြန်မပေးပြီးအတင်းနဲ့ချခိုင်းတယ်ရဲစိတ်သက်ကြတယ်ကျွန်မဖခင်ကိုပြောတယ်ကိုတော့သမီးသွားပြီကိုတော့အကောင်းဆုံးပဲပေးချင်တာဆုံးရှုံးခြင်းနဲ့အဆက်ကွဲခြင်းတွေကြုံနေတာတော့မပေးချင်အဲ့တော့သမီးကိုခေါ်သွားလိုက်လို့ဒီကျွန်မဆုတောင်းတယ်ဖခင်ဘာပြောလဲဆိုတော့ငါသမီးမင်းကိုငါအတွက်အလုပ်လုပ်ဖို့ငါဖန်ဆင်းလာတာမဟုတ်ဘူးငါမင်းအတွက်လုပ်ပေးပါရစေအာမင်ဒီကျွန်တော်တို့ထင်တာအမှုတော်များလုပ်ငန်းလို့အသက်တာလေးမှာကျွန်တော်တို့ဖခင်အတွက်အလုပ်လုပ်ပေးမယ်လို့ထင်နေကြတာမိတ်ဆွေအဲ့လိုချမ်းသာတဲ့ဖခင်အတွက်မိတ်ဆွေဘာမှလုပ်ပေးစရာမလိုကျွန်တော်တို့တွေအသက်ကုန်ရှာနေတဲ့ကြောက်စ
ဆေးရောက်ကောင်းကင်မှာစရင်မပါဘူးတကယ်လို့မမိဘူးကျမတို့ဖခင်တခင်တို့ကိုအရန်လုပ်ပေးချင်ကြကိုရောတွက်လုံးနဲ့ကိုရောတွက်လုံးနဲ့ကျမအဲ့လိုမျိုးနေခဲ့တာအရန်ပင်ပန်းနေနည်းနည်းမားလာနဲ့မခံနိုင်ဘူးဒီနေ့တချို့တွေကလူငယ်တွေနော်အလုပ်လုပ်တယ်မှုတော်ဆောင်တွေထောက်ပံ့ဖို့အလုပ်လုပ်ပြီးပြန်တော့ပြန်ရောက်လာတော့ဒီကျမတို့အလုပ်ထဲမှာပျောက်သွားကြတယ်ဖခင်တခင်ကမိတ်ဆွေတို့အလုပ်လုပ်ပေးချင်တဲ့ဖခင်ရှင်ဖြစ်တယ်အာမင်မိမိသားတော်ကိုယ်တော်ပေးတဲ့ဖခင်ကခတ်သိမ်းလို့ရကိုပေးဖို့အစဉ်သရှိတဲ့ဖခင်ရှင်ဖြစ်တယ်ဒီနေ့မတူဘူးဖခင်အတွက်အလုပ်လုပ်တဲ့လူနဲ့ဖခင်အလုပ်ပေးတာကိုလက်ခံပြီးအတူတကွလှုပ်ဆောင်တဲ့လူနဲ့မတူဘူးဒီနေ့ထိုဖခင်ရှင်ရဲ့မြစ်တာကမိတ်ဆွေအတွက်အလုပ်လုပ်ပေးခြင်းနဲ့ဖခင်ဖြစ်တယ်အချို့လူငယ်တွေကဖခင်အတွက်ကြီးကျယ်ပေါင်းမယ်စဉ်းစားတယ်အဲ့ဒါနဲ့ထပ်မိတ်ဆွေဖခင်နဲ့ပြန်ဆက်ဆံရေးကိုတိဆောက်ဖို့ဖခင်ရှင်မိတ်ဆွေကိုစကားပြောနေတယ်ဖခင်ကအလုပ်လုပ်မယ်ကျွန်တော်အပြင်မှာထွက်ပြီးပုံပြီးကြောက်တွေးပေါ်တူးမယ်များစွာလုပ်မယ်လို့ပြောနေတယ်မဟုတ်ဘူးငါသားငါသမီးမင်းအတွက်ငါလုပ်ပေးပြစေမင်းနှလုံးသားမှာငါ့ကိုတရားမတရားအပြည့်ပေးပါလို့ဖခင်ရှင်စကားပြောနေတယ်အဲ့လိုမျိုးမိတ်ဆွေနှလုံးသားလေးမှာနေရာပေးလိုက်မိတ်ဆွေခုပြန်နေချလာတဲ့ ABCD အများကြီးပဲအဲ့ဒီ plan တွေထပ်ဖျားဖို့နေရာပေးလိုက်ပါဖျားရှင်မိတ်ဆွေတက်တာထဲမှာဒီထပ်ပိုလာအောင်လုပ်ပေးလိုက်တယ်အာမင်ဟာလေလုယာဒီသမားတွေနဲ့ဒီသမားတစ်ချက်တော့ခဏရည်ပေးပါကျွန်မနောက်ဆုံးပြောချင်တယ်ဖျားရဲ့မြစ်တာကိုကျွန်မတို့ကဖျားတဲ့ခင်ကကျွန်မတို့ကိုကောင်းကောင်းလုံးမှပဲလက်ခံမယ်လို့ထင်ကြတယ်ကျွန်မတို့အလုပ်ကောင်းကောင်းလုပ်ပေးမှဖျားရှင်ကျွန်မတို့ကိုကျင့်တတ်မယ်လို့ထင်ကြတယ်ဟုတ်တယ်နော်ဒီနေ့ကျွန်တော်တို့ကိုယ်ပဲဖျားကမိတ်ဆွေအလုပ်ကောင်းကောင်းလုပ်ပေးလို့ကျင့်တတ်တဲ့ဖျားမျိုးမဟုတ်ဘူးမိတ်ဆွေအတွက်ကိုအလုပ်လုပ်ပေးခြင်းတဲ့ဖျားမိတ်ဆွေနဲ့ဆက်ဆံရေးကိုတည်ဆောက်ခြင်းတဲ့ဖျားဖြစ်တယ်အာမင်ကျွန်မအဖြစ်တဲ့ဘူဝါပြဖျားရှင်စကားပြောတာခံရတယ်ကျွန်မရှမ်းပြည်သွားတဲ့ချိန်မှာဦးလေးအသက်ကြီးမှခလေးရတဲ့လူကသူ့သားကိုချီလာပြီးတော့ကျမစွတ်ကောင်းပေးတယ်ခလေးနေမကောင်းကြည့်လိုက်တယ်ခလေးအယိုးကြောက်တယ်ကျမစိတ်ထဲမှာတော်တော်ယူဆိုးတော့အီသီယိုးပီးယားနဲ့တူတယ်လို့ခံစားတယ်ဒါပေမဲ့သူ့ဖေကပြောတယ်ကျွန်တော်သားကဘာမှမချောဆုံးနဲ့ကျမသူ့သားကိုကြည့်လိုက်သူ့ဖေကိုကြည့်လိုက်ရမ်းအောင်လို့ကျမတေချာကြည့်လိုက်ရမ်းချောတယ်ကျမစိတ်ထဲမှာအီသီယိုးပီးယားလို့မဟုတ်သူ့သားပြုံးနေတယ်တွေ့လားပြုံးနေတာဘယ်လောက်ချစ်ဖို့ကောင်းလဲကျမစိတ်ထဲမှာတော့ရိုးကြောက်နေပြီလို့မခံနိုင်သူ့ဖေတို့ကလာနေတယ်ဘာလို့လဲသူ့သားရင်းမို့လို့အဲ့ကလေးကသူ့အတွက်လှုပ်လှုပ်ပေးနေလို့မဟုတ်ဘူးအဲ့ကလေးကသူ့အတွက်အကျိုးပြုနေလို့မဟုတ်ဘူးသူ့ရဲ့သွေးသူ့ရဲ့သားမို့လို့ဒီမှာရှိတဲ့လူတွေမိတ်ဆွေဖခင်ရဲ့မြစ်တာကမိတ်ဆွေတော်လုံးလို့တက်လုံးလို့ပတ်စံရှိလုံးလို့အလုံးလုံးလုံးလို့မိတ်ဆွေကိုဖခင်ကချစ်တာမဟုတ်ဘူးသူ့ရဲ့သားကိုအသွေးတော်အပြင်ရွေးဝယ်ထားလို့တန်ဖိုးထားပြီးသားဖြစ်တယ်အာမင်ဒီနေ့ဖခင်ကအလုံးလုံးပေးဖို့ကြိုးစားနေတဲ့သူများဖခင်သခင်အတွက်ကြိုးစားဖို့ပုံပုံပြီးတော့ကိုစဉ်းစားနေတဲ့သူတွေအခုကျွန်မတို့ခုပဲပြောပြစေမိတ်ဆွေဖခင်နဲ့အချိန်ယူဖို့ဖျားရှိခေါ်နေတယ်မိတ်ဆွေဘဝထဲမှာဖခင်အလုံးလုံးပေးတဲ့အရာတွေခံယူလိုက်ပါကျွန်မလက်ခံလိုက်တဲ့ချိန်ကစပြီးကျွန်မ ministry နဲ့စသုံးဆက်တက်သွားတယ်ကျွန်မမမြင်နိုင်တော့အောင်မမျှော်မှန်းနိုင်တော့အောင်ဖျားရှိပို့ပြီအလုံးတော်ကိုယ်တော်များလာတယ်ဖခင်အများကြီးလုပ်ပေးတယ်တတိုင်းတွေအများကြီးချိုးသွားတယ်ဒီနေ့ကျွန်တော်တို့ဘာလို့ကိုတော့ကျွန်တော်ကိုယ့်ဘာသာကိုလုပ်မယ်ဆိုတာလည်းဖျားစီမှာနှလုံးသားဖွင့်ပြီးအပ်လိုက်ပါဖျားရှင်အဲ့လိုနှလုံးသားမျိုးလိုချင်နေတာအဲ့ဒါကိုယ်ပဲချင်းပဲ surrender ကျွန်တော်ကိုအပ်တယ်ကိုတော့ကျွန်တော်ဘဝကိုကျွန်တော်မစီမံတော့ကျွန်တော်ဘဝကိုကျွန်တော်စိတ်ကြိုက်နေတဲ့စားတော့ကိုတော့လုပ်ပေးပါကိုကျွန်တော်တို့လုပ်ပေးပါကျွန်တော်တို့လမ်းလေးဖွင့်ပေးပါစိတ်ချပါမိတ်ဆွေဖခင်တို့ဒီမိတ်ဆွေညီရွယ်ထားတဲ့အရာတွေပုံပြီးနှပ်ပါအောင်လုပ်ဆောင်သွားလိမ့်မယ်အာမင်အားလုံးလည်းဆက်ရအောင်အရှင်မင်းတို့ကြောက်ကိုကြိုးစိုးတယ်ကိုလည်းဆက်လို့ရှာတယ်ကိုရမြတ်တော်ကိုအင်းချက်ပေါ်အရှင်မင်းတို့ကြောက်ကိုဒီခမည်းတော်ရဲ့မြတ်တော်ကိုလူတွေပေါ်မှာသုံးလောင်းနဲ့ဖျားရှင်ဒီနေ့ဖခင်ရောမြတ်တာကိုဒီမှာရှိတဲ့လူတိုင်းပေါ်မှာသုံးလောင်းလို့ပါချုံအောင်စေတဲ့ချိုးလူတွေလွတ်မြောက်စေပါအသက်တာထဲမှာတချို့လူတွေကိုယ့်ကိုယ်ကိုတင်းတင်းသက်သက်တဲ့အရာတွေကနေလွတ်မြောက်စေပါဖျားရှင်ကိုယ့်ကိုယ်ကိုအထင်သေးနေတဲ့အရာတွေကနေကိုယ်တို့ပြုရမှုတွေကိုမြင်တွေ့ဖို့ဝိညာဉ်မျက်စိတွေဖွင့်စေပါဝိညာဉ်နားတွေကြားစေပါဟာတရှင်ဝိညာဉ်တော်တို့တဘိုးတို့နဲ့လွှမ်းချုံပြီးကိုယ်တို့လူစုကိုကိုယ်တို့မြောက်တော်တယ်လို့ဆွဲဖို့ကိုယ်တို့ကြိုးတော်တယ်
ရှိမှာအသက်တာတွေကိုအစ်စ်တစ်ဖန်ပြန်လဲအနံ့ကိုအခုဖះဖုံးဖိနေတဲ့သူတွေကခဲ့တာမိတ်ဆွေရှိလို့လာလို့ကျွန်တော်တက်တင်ပြီးတာဟုတ်လားမိတ်ဆွေကမှတက်တင်ပြီးသူ့တောင်းကြမလို့ဆက်ရှင်တို့ဝင်လို့ပြန်ဂျားလေးမှာကျွန်တော်ကြားနိုင်မလို့ဆက်ရှင်တို့ဝင်လို့ဖះကိုကျွန်တော်ကြားနိုင်လို့ပေးကြမလို့စာနဲ့တဲ့သူတွေကိုပို့ပြီးပြန်ဝင်လို့ဤရမှာရှိပြီလားဖះဝင်လို့စာနဲ့တွေလာခဲ့မိတ်ဆွေကမှတက်တင်ပြီးသူ့တောင်းပေးကြမလို့ဖះဝင်လို့မိတ်ဆွေကိုပို့ပြီးလိုက်မယ်ဖះဝင်လို့မိတ်ဆွေကမှလိုအပ်တဲ့ဖွင့်ပြလိုက်မယ်နောက်မှလုံးသားနဲ့သားရှိရှိမှလူလူနဲ့လာခဲ့ကျွန်တော်သူ့တောင်းပေးတာကိုစောင့်နေမိတ်ဆွေလုံးသားလေးကရှိရတဲ့ဖះကိုပူဇော်လိုက်အဲ့ဒါကိုယ်ွယ်ခြင်းနဲ့ဒီသားလေးနဲ့ကရှက်နဲ့ဖះရှိရှိမှအဲ့ဒါကိုယ်ွယ်ခြင်းနဲ့
chào trên thì ta cũng được nhà mà cô cũng phải trả để cho biết chào nó chỉ cô nhảy đi để tao kia chơi cô chỉ chào tay đã để xin để cô chỉ giúp để cô ta sao bây giờ bây giờ mình ra mà ta cũng nói lại là nhà cô nhà cho để cả để đi muốn chào nó cho biết chào mà để chỉ giúp cho mà bạn tu chỉ đâu nó cho để chỉ giúp cho mà bạn Nini kansaya ko kurai bitaja kansaya ko tu so Jesu nya te na Jesu chuma ko Jesu ro ko mi to chuma ne koro ma mya ni koro na lo na tu chi na sa ga lo mo i ta le ta mi ro sa ka chi koro le che ya na sa ka te ma ma koro tro ye lo ro koro lo ro tai che se ro mo ko tro sa ka chi mo shen la kha na mo le tro ata ta ta ba wa lo ba wa ta ku lo ta ba wa lo be mo ko ta ra ba wa pa sa ya chi ko ya ata me ana we lo be ya ko no ta ba ko tu cha pi le ba mo ta ba ta ko ra chi chi ni ka ja ta le ke le saကြည့်ရှုရပြဖြစ်တယ်။အာမင်။စာမှတ်တဲ့သူတွေကိုဘုရားရှင်ပြင်တယ်။ဒီနေ့ကျွန်မပြင်ဆင်ထားတာမှအိတ်ထဲမှာစာအုပ်ထဲမှာတက်အခုကျွန်မပုံမှာတက်။အဲကြောင့်ဒီနေ့အားရဆိုင်ပါ။ဒီလိုလုံးဝစကားမပြောနဲ့။ဘာလို့ဆိုတော့ကျွန်မမျက်မှောက်တော်နဲ့ပတ်သက်ပြီးတချို့အရာတွေငါမှာဖြစ်တယ်။ကျွန်တော်တို့အားလုံးဒီချိန်ကတန်ရှင်သောဝိညာဉ်တော်ပြတဲ့ကာလဖြစ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်ပြကအမြဲတမ်းစီးစင်းတယ်။သူကဘာလို့စံတိတ်ကလေးကဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်ဟာယဉ်နေတာမျိုးမှာလှုပ်ရှားတယ်လို့ပြောတယ်။နောက်တန်ရှင်သောဝိညာဉ်တော်ပြန်လှုပ်ရှားမှုတွေကတစ်ခေတ်နဲ့တစ်ခေတ်မတူဘူး။ဓမ္မဟောင်းကာလမှာလည်းလှုပ်ရှားခဲ့တယ်။ဓမ္မတိကာလမှာလည်းတမန်တော်ဝိတုထဲမှာလှုပ်ရှားတယ်။တန်ရှင်သောဝိညာဉ်တော်ပြန်ကအသုံးခံတဲ့သူတိုင်းပေါ်မှာတွန်းလောင်းပြီးအသုံးပြုတဲ့ဘုရားဖြစ်တယ်။အာမင်။ဒီနောက်ဆုံးကာလမှာပုံပြီးပြင်းထန်တယ်။အာမင်။ကျမ်းစာထဲမှာပါထားတဲ့ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးထက်ဘုရားရဲ့ဝိညာဉ်တော်လှုပ်ရှားမှုကဒီနောက်ဆုံးကာလမှာပုံပြီးပြင်းထန်တယ်။ဘာလို့လဲဆိုတော့ရိတ်သိမ်းချိန်နောက်ဆုံး rapture နီးပြီးပို့လို့တရှင်သောဝိညာဉ်တော်ရဲ့သုံးလောင်းခြင်းကပိုပြီးတော့ပြင်းထန်လာပြီဖြစ်တယ်။ဒီမှာကျွန်မ crusade လေကတရားဖြစ်ပါတယ်။ကျွန်မရှက်ခိုင်းနှန်းနေနဲ့ကျွန်မရန်ကုန်မှာတရားဟောဖိတ်လဲတောင်းတော့မတော်ဘူး။ဘာလို့လဲမာနကြီးလို့မဟုတ်ဝေးလို့နောက်ပြီးတော့ကျွန်မနေတွေထွက်တာများတဲ့အတွက်ကြောင့်ဘယ်ပွဲပဲဖေးရန်ကုန်မှာကျွန်မသွားတာမရှိဘူးရှင်။ဒီနေတွေမှာကျွန်တော်တို့ crusade လေကအနေနဲ့ကျွန်တော်တို့တရားဟောပွဲတွေလုပ်တယ်။ရောက်တဲ့နေရာတိုင်းမှာကျွန်မမြင်တာတစ်ခုပဲပါလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ပြအပြင်းထန်သုံးလောင်းမယ်။ဟာလေလုယာ။ကျွန်တော်တို့လူငယ်တွေလူကြီးတွေဆိုတော့လည်းဘုရားရှင်ရှေ့မှာမရှိပါဘူး။ဘုရားရှင်ကသူသုံးလို့ရတဲ့လူကိုသုံးသွားတဲ့ဘုရားဖြစ်တယ်။တချို့တွေကထိုင်နေတဲ့စိတ်ထဲမှာစဉ်းစားမှစဉ်းစားမဘုရားတခင်ကတော့သုံးပါမလား။ငါကလေဘာမှမတက်ဘူး။ငါတိုင်းသားလည်းဖြစ်တယ်သုံးပါမလားလို့တချို့တွေအရန်တန်တရားရှိနေတယ်နော်။ကျွန်မလည်းအဲ့လိုရှိခဲ့တဲ့တစ်ချိန်တော့ဘုရားဝိညာဉ်တော်ကျွန်မကိုဘာစကားပြောလဲတညမှာကျွန်မကိုနားနဲ့ကြားရတယ်။ဘာကြားရလဲဆိုတော့ကိုရောတမီးကိုသုံးပါမလားလို့ကျွန်မစိတ်ပူတယ်။ဘုရားကပြောနေတယ်လား။ငါလူမျိုးအသုံးပြုခြင်းလို့ကြိုင်တော်လုပ်ခြင်းနေပြီတဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကြားခံလို့မရှိဘဲနဲ့ဘုရားသခင်ကအလုပ်မလုပ်။သုံးခံတဲ့လူတွေရှိတဲ့လူပေါ်မှာဘုရားကသုံးတာ။ကျွန်တော်တို့ကဘုရားသခင်အသုံးပြုဖို့စံချိန်မရောက်နိုင်ခဏခဏစာမှုပဲကြား။ခဏခဏစာမှုမဖြစ်နိုင်မအောင်။ဘုရားသခင်ကမိတ်ဆွေကိုမသုံးချင်တာမဟုတ်သုံးချင်လို့ကိုလေပကုန်းကန်ပြီးတော့အဲ့လိုလှုပ်ချင်နေမိတ်ဆွေအပြင်မိတ်ဆွေရဲ့အသင်းတော်အတွက်ဘုရားကအရန်သုံးချင်တာအဲ့ဒါကြောင့်တန်တရားမရှိနဲ့တချို့လူတွေကိုဘုရားစကားပြောနေတယ်အာမင်ဟုတ်သုံးပါမလားမတွေးနဲ့အဲ့ဒါစာတဲ့စီကလာတာဘုရားကမိတ်ဆွေကိုသုံးလို့မရမှာပဲစိတ်ကူသုံးချင်လို့မိတ်ဆွေကိုအားဖြင့်တရားလို့ထင်ရှားခြင်းတယ်ကျွန်တော်ကအသုံးမခံတာပဲရှိတာကျွန်မအဲ့ဒီအရာကိုဘုရားရှင်ခွင့်ပြတဲ့နောက်ပိုင်းကျွန်မနားရတဲ့မျိုးဘုရားပြောတဲ့စကားပြောတဲ့မျိုးဖြစ်တယ်ဆိုတာနားလေဒီတန်ရှင်သောဝိညာဉ်တော်ဘုရားကတစ်ခေတ်ကြီးတစ်ခေတ်တယောက်ပေါ်မှာလူစုဝေးဓမ္မသစ်မှာအသုံးပြုတန်ရှင်သောဝိညာဉ်တော်လှူရှားမှုကအစုဝေးပေါ်မှာဘာလို့လဲဆိုတော့တမန်တော်ဝိထုကလေးကလူပါလေလူ120စုဝေးတဲ့အရက်မှာလို့ပြောတယ်အစုဝေးပေါ်မှာခရစ်တော်ရဲ့ကိုယ်ရင်ကိုစောက်ဖို့သုံးလောင်းတယ်ဒီနေ့ဘုရားကိုရှာတဲ့လူ၄-၅ယောက်ရှိတယ်ဘုရားဝိညာဉ်တော်သုံးလောင်းတယ်အာမင်ဒီနေ့ဒီမှာရှိတဲ့လူတွေဘုရားကိုဆောင်နှံ့နေတယ်သင်တို့ကဘုရားဝိညာဉ်တော်အသက်တစ်ခါသုံးလောင်းပါစေအာမင်ကျွန်မကိုယ်ပဲချင်းနဲ့ပတ်သက်ပြီးတော့အိမ်မှာကျွန်မဆောင်ရတယ်ကျွန်မငယ်လေးပြဆောင်ရတယ်ကျွန်မတရားစာဟောတာ14နှစ်လောက်တည်းတရားစာဟောတယ်အရန်တက်ကြွတယ်အရန်ဘုရားသခင်ပြုတဲ့အရာတွေကိုကျွန်မ
ရှာတယ်။ကျွန်မကိုယ်ွယ်ခြင်းနဲ့ပတ်သက်ပြီးတော့နားလည်ခြင်းတယ်။ဘာလို့လဲဆိုတော့ကျွန်မကိုယ်ွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးနားလည်လေပို့ပြီးတော့ကိုယ်ွယ်ရတက်လာမယ်လို့ထင်တယ်။အရင်ကကျွန်မထင်တယ်လက်ခုပ်တီးတယ်ကတယ်ခုတ်တယ်သူများလိုလည်းလက်လို့တယ်အဲ့ဒါကိုကိုယ်ွယ်ခြင်းကိုကျွန်မထင်ခဲ့ဘူးတယ်။အဲ့တော့ကျွန်မထင်တယ်လက်ခုပ်တီးရင်ကရင်ခုတ်ရင်အေးကြီးထိုင်နေအဲ့ဒါနှိမ့်ချင်းအဲ့လိုထိုင်နေထားနေဆိုအဲ့ဒါအလီဂန်ပေါ့အမျိုးမျိုးပေါ့ကျွန်မစိတ်ထဲမှာတွေးထားတာပုံလေးတွေအများကြီးပဲကျွန်မလိုပဲထင်ခဲ့တာကိုယ်ကကျထိုင်နေထားလိုက်ဒါမှမဟုတ်လည်းချီးမွမ်းတာအေဂျီကွက်ဘယ်ကွက်ရစတိုင်ပေါ့အဲ့လိုမျိုးတွေပဲထင်ခဲ့တယ်ကျွန်မတရက်မှဖျောင်းမေးတယ်ကိုရောတမီကိုယ်ွယ်ခြင်းနဲ့ပတ်သက်ပြီးနဲ့သိချင်တယ်ဆိုပြီးတော့ကျွန်မအမြဲတမ်းစာငတ်ပြီးတော့ရှာတယ်တရက်မှကျွန်မဖျားရှင်ကတိကျတဲ့အိမ်မက်တစ်ခုပြတယ်အိမ်မက်ထဲမှာပေါ့နော်ကျွန်မအိမ်မက်ထဲမှာကျွန်မလို cruise conference ပေါ့နော်ဒီ worship တွေနဲ့ပတ်သက်တဲ့တေးတယ်လို့တေးဆိုတွေလာနေတဲ့ပွဲတစ်ခုကျွန်မကြီးကျယ်ဥဆောင်စီစဉ်ပေးတယ်အနောက်မှာကျွန်မနေတယ်စင်ရဟိုဘက်ချက်မှာအနောက်မှာနေပြီးကျွန်မအာရှာဘောဟိုရှောက်လိုက်ဒီရှောက်လိုက်လက်ဆွဲနှုတ်ဆက်လိုက်အဲ့မှာအရှိမလူမဲတရားဟောဆရာကြီးတပါအကြီးကျယ်ဂီတာတီးပြီးတော့ချီးမွမ်းနေတာအောက်ကပရိသတ်တွေကလည်းလက်ခုပ်တွေတီးပြီးတော့အရန်ပျော်တာဒီလိုမျိုးပေါ့ဒီတော့ worship လို့ပေါ့ကျွန်မလည်းအရန်ပျော်ပြီးတော့ကောင်းလိုက်တာဒီဆရာကြီးစတော်လိုက်တာသူကဂီတာလည်းတီးပြီးတော့ကျွန်မဒီဆရာတော်လာပဲဆိုတော့အဲ့ချိန်မှာကျွန်မဒီပေါ်မှာဒီဘက်တက်ကြည့်လိုက်တဲ့အခါမှာအပေါ်ထဲကိုတက်တဲ့လေကားရှိတယ်တစ်သားဖျားဆောင်ရင်နှစ်ထပ်အပေါ်တက်တဲ့လေကားဒီအပြန်နေလောက်ထားတာကျွန်မလမ်းလျှောက်နေကြည့်တော့လေကားပေါ်မှာတခင်ရှူကဆင်းလာဒီလိုပတ်ပဝါအနီနဲ့ကျွန်မတခင်ရှူကိုတွေ့တဲ့ခါတိုင်းမှာအဲ့လိုအနီဆက်ရွယ်တိုင်းထားတာအများနဲ့တွေ့တယ်အဲ့တခင်ရှူဆင်းလာတာတွေ့တော့ကျွန်မယေရှုလာပြီဆိုကျွန်မအရန်ပျော်ပြီးဒီဘက်လေတော့ခေါင်းလေးပါရင်ကိုတခင်ရှူကိုကြိုးဆိုတာတခင်ရှူဒီနားမှာလာရတယ်ကျွန်မနားမှာရတဲ့ခါမှာကျွန်မကြွားတာပေါ့နော်ကိုတွေ့လာအဲ့ဆရာကြီးအရန်တော်တာသူ worship ဦးဆောင်မှာကြည်စံအားလုံးကျွန်မလည်းရမ်းခွာရတယ်အရန်ပျော်နေတယ်ကိုရောတို့ပြောတဲ့ခါမှာယေရှုကရင်းနေတယ်ဒီကျွန်မငုံကြည့်ပြီးတော့ဘာပြောလဲဆိုတော့သမီးနဲ့ဆရာကြီးတော်လို့မဟုတ်ဘူးတဲ့ငါရောက်လာလို့အားလုံးကြည်နေသွားတာတဲ့ကျွန်မကြောင်မကြည့်နဲ့ဟုတ်သားပဲကျွန်တော်တို့ကိုယ်ကချင်းခံတဲ့ဖခင်ရောက်လာလို့ကျွန်တော်တို့အရန်ကြည်နေတာလေအာမင်ဟာကြောင့်ကိုယ်ကချင်းဆိုတော့ကကျွန်တော်တို့မှာလူမှာခန္ဓာစိတ်ဝိညာဉ်ရှိတယ်အဲ့ဒီလူမှာရှိတဲ့ဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ကိုကြိုးစိုးခေါ်ပေးတဲ့အခါမှာသုံးလောင်းနဲ့တန်ရှင်သောဝိညာဉ်တော်ဖျားရှိတယ်။Paracletosလို့ခေါ်တယ်။အဲ့ဒီဝိညာဉ်တော်ကကျမတို့ခေါ်ဖိတ်ပြီးကိုးကွယ်တယ်ဝိညာဉ်တော်ဖျားကိုတော့ကိုကြိုးစိုးတယ်ကိုတော့ကိုကိုးကွယ်တယ်ဆိုတဲ့အချိန်မှာကျမတို့ထဲမှာရှိတဲ့ဝိညာဉ်ကဖျားကိုချီးမွမ်းတဲ့အချိန်မှာဖျားရဲ့ဝိညာဉ်တော်တက်ရောက်လာတဲ့အခါမှာကျမတို့ဝိညာဉ်နဲ့ဖျားရဲ့ဝိညာဉ်ထိတွေ့သွားတဲ့အခါမှာလူကကျေနပ်တယ်။အဲ့ဒီအချိန်မှာဘာလို့ပြောနိုင်လဲဆိုတော့အချာယာမလိုပါအနတ္တလို့ပြောနိုင်တာ။ကျမအဲ့တချင်းကြီးတော့ပြဿနာတက်ပါတယ်။ကျမ prophetic sounds writer ဆိုတော့ရေးတဲ့ခါလေးမှာအများနဲ့ prophet ပြတဲ့ချင်းဆိုတော့အများနဲ့ပြဿနာရှင်းရတယ်။အရင်ကကျွန်တော်တို့နားနေတာကလေမျက်မှောက်တော်ဆိုတာကနေရာတကာရှိတော့ဘုရားနော်နေရာတကာမှာရှိတော့ဘုရား omnipresent ဘုရားခင်ကကောင်းကင်မှာတက်လည်းရှိတယ်မြေကြီးပေါ်ဆင်းလည်းရှိတယ်နေရပြီးသွားလည်းရှိတယ်ဟိုသမုဒ္ဒရာအဆုံးမှာလည်းရှိတယ်နေရာတကာမှာရှိတယ်အဲ့ဒီကောင်ကိုပဲအသေးကင်နာကြတယ်ကျွန်တော်လည်းအဲ့ဒါပဲအသေးကင်နေရာတကာမှာရှိတယ်ဒါပေမဲ့ကျွန်မအချိန်ရောက်တဲ့အချိန်မှာကျွန်မနှလုံးသားကလေနေရာတကာမှာရှိတဲ့တည်နှလုံးကိုကျေတော့ဘုရားလူငယ်တဲ့အဲ့လိုဖြစ်တယ်မလားတခုခုကိုမြင်ရမှာတခုခုကိုထိတွေ့ရမှာမဟုတ်ဆိုမလို့မကျင်တော့ဘူးအရင်ဆောင်ရလာတယ်ဆောင်ရလာတဲ့အချိန်မှာနေရာတော့မရှိတော့သိတာပေါ့ဒါပေမဲ့မဟုတ်ဘူးတခုခုလိုနေတယ်တခုခုလိုချင်တယ်ဘာလို့အားဆောင်ရလာလဲနောက်တစ်ခုကမျက်မှောက်တော်နောက်တစ်ခုကဘာလဲဆိုတော့ထင်ရှားသောမျက်မှောက်တော် manifested presence လို့ခေါ်တယ်အဲ့ဒါကအာဗြဟံကဘုရားနဲ့တွေ့သွားတဲ့အချိန်မှာသူ့နာမည်အာဗြဟံဖြစ်သွားတယ်ယာကုပ်ကနှစ်ပန်းလုံးနဲ့တညလုံးနှစ်ပန်းလုံးနဲ့ဣသေလဖြစ်သွားတယ်သူနဗန်လုံးနဲ့လူကအဲ့ဒါကသခင်ယေရှုကိုပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျမ်းဂန်တွေကြားရတယ်နဲ့နောက်တွေဆက်လက်လာလို့ဆိုရင်လူသားလို့ပြောတာတဲ့အတွက်ကြောင့်ဖခင်နဲ့ထိတွေ့သွားတဲ့အချိန်မှာယာကုပ်လေးလေသူကဘာဖြစ်သွားလဲဆိုတော့ဣသေလခေါင်းဆောင်ဖြစ်သွားတယ်နောက်ပြီးတော့ရှောလူယုံကြည်သူတွေကိုတတ်တဲ့လူအချိန်ရောက်တတ်ဖို့ဓမ္မတပြုတ်မှာရှိတဲ့ယုံကြည်သူတွေသွားတတ်ဖို့လုပ်တဲ့အချိန်မှာကောင်းကင်မှာယုံနဲ့ထွန်းတောက်တဲ့နေမှာသူတွေ့လိုက်တယ်ဘာကိုတွေ့လဲယေရှုကိုတွေ့တယ်အဲ့ဒါ manifested presence တိကျထင်ရှားသောမျက်မှောက်တော်မောရှေတွေ့ခဲ့ခြုံပုတ်ထဲမှာမိလာနေတဲ့ခြုံထဲမှာဖခင်ရဲ့ထင်ရှားခြင်းကိုတွေ့ခဲ့ဟာလေလုယာအဲ့ဒါတိကျထင်ရှားသောမျက်မှောက်တော်အဲ့ဒါချင်းအဲ့ဒါကိုပြောတာတိကျထင်ရှားသောမျက်မှောက်တော်ကျမတို့ကမျက်မှောက်တော်ဆိုတော့သိတယ်ဒါပေမဲ့ဖခင်နဲ့မိတ်ဆွေမတွေ့သေးဘူးကျွန်တော်ဖခင်ရဲ့မျက်မှောက်တော်ကြောင့်လည်းကြီးကျယ်ဟိုးကြတယ်ဒါပေမဲ့သိလားဆိုတော့လေသိတယ်လို့ပဲထင်ရှားလားဆိုတော့လေဘာမှမထင်ရှားဘူးအဲ့ဆိုပြောတယ်ဖခင်စကားအတန်ကြားရတယ်လို့ပြောတဲ့အခါမှာအရာအဲ့ဟိုဆိုတဲ့တော့ကျမအတင်းတော်အများကြီးမှာတရားဟောတော့နေရီမရောက်တဲ့အခါမှာကျမဖျားတဲ့တန်တော်ကြားရဆိုအလုံးပစပေါင်းလုံးနဲ့ရရအောင်နေတာဟိုကျမတို့တို့ပြန်ဟောတာမိတ်ဆွေဖျားတဲ့စကားပြောရဲဆိုတာယုံပါသလားယုံတယ်နော်ဖျားအသက်ရှင်တယ်ဆိုတာယုံတယ်မလားအသက်ရှင်စကားပြောနေတာယုံတယ်မလားအသက်ရှင်ပြီးစကားပြောနေတယ်ဖျားကိုကိုးဝယ်ပြီးဖျားရဲ့တန်တော်မကြားဘူးတဲ့လူမှထူးဆန်းတာဖျာ
နေ့ထိမကြားဘူးဆိုတော့မှတော်တော်ထူးဆန်းတာဖခင်ရဲ့အတန်တော်ကအမြဲတမ်းကြားရပါတယ်ကျမ်းစာအဖြစ်ဖက်တာနဲ့ကြားရတယ်လမ်းလျှောက်နဲ့ကြားရတယ်အခုထိုင်နေနဲ့ကြားရတယ်အာမင်ဟာလေလုယာဒီနေ့ကျွန်တော်တို့ကနေရာတကာမှာရှိတဲ့ဖခင်ဆိုတာသိပေမဲ့မိတ်ဆွေဖခင်နဲ့တိတာထင်ရှားတဲ့စက်နွယ်မှုရင်းနှီးတဲ့ဆက်ဆံရေးမရှိတဲ့အတွက်ကြောင့်အသက်တာထဲမှာတည်တဲ့လောက်မတည်ဘဲနဲ့နောက်ကျနေတာဖြစ်တယ်ဒီနေ့အဲ့ဒါကထင်ရှားသောမျက်မှောက်တော်လို့ခေါ်တယ် manifested presence အဲ့ဒီအရာကိုကျွန်တော်တို့ဘဝထဲမှာအဲ့ဒီဖခင်ရဲ့ထင်ရှားတဲ့မျက်မှောက်တော်လို့ပြောတဲ့အခါမှာတော့မှသုံးပါးတစုဖခင်ကထင်ရှားတာချင်းမတူဘူးဥပမာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ဘယ်လိုထင်ရှားလဲတမန်တော်ဝိညာဉ်တွေမှာလူတွေပေါ်မှာနော်ဆုတောင်းတဲ့လူစုပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်တက်ရောက်တဲ့အခါမှာသူတို့အာသထန်တွေပြောတယ်လူစားတော့ဘာသာစကားတွေပြောတယ်အမျိုးမျိုးဘာသာစကားတွေပြောတယ်နီးရှာကဲ့သို့ထင်ရှားတယ်အဲ့ဒါထင်ရှားသောမျက်မှောက်တော်အဲ့ဒါတန်ရှင်သောဝိညာဉ်တော်ရဲ့ထင်ရှားသောမျက်မှောက်တော်သခင်ယေရှုရဲ့မျက်မှောက်တော်ကဘယ်လိုမျိုးလဲသခင်ယေရှုရဲ့မျက်မှောက်တော်ကြတော့ရှောလူတွေ့ခဲ့တာယေရှုလို့ပြောတယ်နော်မိန်းမကိုညှင်းဆဲတယ်လို့ပြောတယ်ရှောလူတွေ့ခဲ့တာကအဲ့ဒါသခင်ယေရှုရဲ့မျက်မှောက်တော်ဖြစ်တယ်ထာဝရဘုရားရဲ့မျက်မှောက်တော်ကြတော့ယောဟန်တို့ဟေရှာယတို့ယေရမိတို့ဟာငါဟာအကျိုးနည်းသောသူဖြစ်တဲ့ဤသူမျိုးတွေမှာယောဟန်ဆိုရင်ထာဝရဘုရားရဲ့မျက်မှောက်တော်ကိုသူတွေ့ရတဲ့အချိန်မှာသူမထနိုင်တော့ဘူးပြုတ်ကြသွားတယ်ဘုရားရဲ့ဝိညာဉ်တော်ကသူ့ထဲကနေသူ့ကိုခြိပြီးတော့မတက်ရက်စေတယ်အရန်ကြောက်ဖို့ကောင်းတယ်ထာဝရဘုရားရဲ့မျက်မှောက်တော်ထဲမှာသူ့ကိုသူဟာငါမစင်ကြဘူး prophet တော်မြင်ကြတယ်ဘုရားရဲ့မျက်မှောက်တော်ရဲ့ရောက်သွားတဲ့အခါမှာကျွန်တော်အပြစ်ရှိတယ်ကျွန်တော်အပြစ်ရှိတယ်ကျွန်တော်မထိုက်တန်ဘူးထာဝရဘုရားရဲ့မျက်မှောက်တော်ကိုမိတ်ဆွေထင်ရှားတဲ့အချိန်မှာမိတ်ဆွေကိုမာနကြီးတာလေဘေးရောက်သွားမှန်းကိုမသိတော့ဘာလို့လဲအားတကိုကြီးလုံးလို့ဖြစ်တယ်နော်ကျမ်းစာရပြောနေအောင်နော်ကျမ်းစာထဲမှာရှိတဲ့တပည့်တော်ကြီးတွေတမန်တော်ကြီးတွေကျွန်တော်တို့အသင်းတော်တွေထဲမှာမာနကြီးရယ်ဆိုတာကဘုရားရဲ့မျက်မှောက်တော်ထင်ရှားတဲ့မျက်မှောက်တော်မိတ်ဆွေမသိသေးလို့ကိုအထင်ကြီးနေတာထို့ဘုရားရဲ့မိတ်ဆွေဘုရားရဲ့မျက်မှောက်တော်ကိုသိလာတဲ့အချိန်မှာရိုက်ပြီးတော့နေကြမလို့လိမ္မာနော်လို့ဆုံးမဆက်မလို့သိသွားလိမ့်မယ်အာမင်ကျွန်တော်တို့ပေါင်းခွင့်ရတာဘယ်လောက်မြတ်လဲဆိုတာသိသွားလိမ့်မယ်ကျွန်တော်တို့ဖခင်ရဲ့အတွက်အပြည့်စည်လေးလဲရပေါဝင်နေရတာဘယ်လောက်ထိကျေနပ်ဖို့ကောင်းလဲဆိုတော့မိတ်ဆွေမြင်သွားလိမ့်မယ်ဘာလို့လဲအရန်ပုံကြီးလို့ပြောလို့မရတော့ဘာပြောလို့ပြောမှမသိတော့တကိုးကြီးလို့တကိုးကြီးတယ်ကြီးမြတ်တယ်ဘာထပ်ပြောမှမသိတော့စကားမရှိတော့အဲ့တော့ဒရိတ်ကျမ်းထဲမှာအသက်ကြီးသူတွေကထာဝရဘုရားသည်တန်ရှင်းတယ်ပြောတာကလေစကားရှိတိုင်းပြောတာမဟုတ်သူတို့စက္ကန့်တိုင်းမှာဘုရားတန်ရှင်းတဲ့ကိုသူတို့မြင်နေရတယ်အဲ့တော့တန်ရှင်းတယ်တစ်ချိန်လုံးတန်ရှင်းတယ်ပြောတာဘာလို့လဲအဲ့ဒါပဲမြင်နေလို့သူတို့မြင်နေရတယ်ဘုရားမလို့တန်ရှင်းတယ်စက္ကန့်တိုင်းမှာတန်ရှင်းခြင်းတွေသူတို့မြင်ရတယ်ကြီးနဲ့ချင်းတွေမြင်နေရတယ်အဲ့တော့သူတို့ကအဲ့ဒီပုံမှာထွက်တော့တယ်ကျွန်တော်ထွက်တော့တန်ရှင်းတယ်ကိုဒီတန်ရှင်းတယ်ဒီကျွန်တော်တို့ကိုယ်ကဘုရားကအဲ့လောက်တော့ဘုန်းကြီးရဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒီမှာရှိတဲ့လူများဒီနေ့ကိုယ်ပဲကျွန်တော်တက်ပြီးတချို့တော့အချက်လက်လေးပေါ့မယ်မျက်မှောက်တော်ဆိုတာကခုနကျွန်တော်တို့ဘုရားတောင်းလာတဲ့အခါမှာအထုပ်တွေအများကြီးပဲချားတာတွေပေါ့မယ်ကျွန်မလည်းလမ်းမှာကားစီးတာ3နာရီလောက်စီးရတော့ကားမှုတယ်ဒီလိုပဲကြားထဲမှာသမိုင်းမှာဆင်းပြီးတော့မုတ်တွေပါလေစားပြီးမှပဲပြန်လာလို့ရတယ်ဝေးတယ်ဒီနေ့ကျွန်တော်တို့မျိုးပဲဝေထုတ်တွေချားတာလည်းရှိမယ်နားလည်းရှိမယ်ခက်ခဲအဆင်မပြေဘူးလေကဲကျွန်တော်တို့ပြစေကျွန်မခွန်ရတာထက်ခဲလုံးဟာလောက်လေးကိုပေးရစိတ်တွေကကြီးတယ်လို့မြင်လားပေးတယ်လို့မြင်လားကြီးပဲကြီးတောင်မှမကြော်နိုင်တော့ဘူးကြီးပဲအဲ့ဒါနဲ့အဲ့ဒီထက်ခဲလိုမျိုးတေးလေးကိုလူကနေမြင်တဲ့အခါမှာကြီးလာသေးလားကျွန်တော်ပြောပြစေကျွန်တော်တို့မှာဖះမှုမကိုးဝယ်ခင်မှာရှိတဲ့ပြဿနာတွေကကိုရစိတ်ကမြင်တယ်လို့ပဲအကြီးပဲကဘာလို့မှာကိုလိုပြဿနာများတာကိုပဲသူများတော့မရှိတော့ဘူးကိုအကြီးဆုံးလို့မြင်ကြတယ်ဟာငါတို့ပြဿနာများတာငါပဲဆရာမတို့နားမလဲဘူးတော့ဆရာတို့နားမလဲဘူးကျမလည်းတို့တော့ဒုက္ခရောက်တာဟုတ်တယ်ကျွန်တော်တို့ဖះစိတ်လောက်ကနေကိုပြဿနာကိုကြီးမြင်တယ်ဒါပေမဲ့ဖះကိုကိုးဝယ်ပြီးဖះကိုအနံ့လာတဲ့အခါမှာကျွန်တော်တို့အမြင်တွေကဖះကချီမလိုက်တဲ့အခါမှာကျွန်တော်တို့ခုနလိုလူကနေပြီးတော့ခုနပြဿနာကိုမြင်တယ်လို့မျိုးမြင်သွားတာပြဿနာပြောင်းသွားလားမပြောင်းသွားဘူးကျွန်တော်တို့အမြင်တွေပြောင်းသွားတာအဲ့ဒါမျက်မှောက်တော်ပဲအာမင်အဲ့ဒါမျက်မှောက်တော်ပဲဘာလို့လဲကျွန်တော်တို့ကတော့ကိုညံနဲ့ကိုစ조사ရမယ်ကိုဖြည့်ရှင်းရမယ်လို့ထင်တာဟာငါမနဲ့ပြန်ဘယ်လိုဖြည့်ရှင်းကောင်းမလဲကိုညံနဲ့ကိုပြည့်စိတ်လေးမြင်တယ်လို့ဒါပေမဲ့ဖះကိုကိုးဝယ်တဲ့ကောင်ဖះကပေးလိုက်တော့နဲ့ချက်ခွဲတာဒါလေးများအမြင်ပြောင်းသွားပြီပြဿနာတော့မပြောင်းသေးဘူးနော်အစစ်မပြေသေးဘူးအမြင်ပြောင်းသွားပြီကျွန်တော်တို့အမြင်လေးပြောင်းသွားပြီဟုတ်သားပဲဘုရားသခင်လုပ်လိုက်ဒီကောင်လေးများလွယ်လေးအဲ့လိုမြင်သွားတာအဲ့ဒါမျက်မှောက်တော်ပဲအာမင်အဲ့လိုကိုးကွယ်တဲ့နေရာတွေမှာရောက်လာတဲ့သူတွေသင်တို့သက်တာတွေမှာဘုရားရှင်ထူးခြားတဲ့မှုပြုပါစေအာမင်ကဲ
ကျွန်တော်တို့အခုကျမ်းစာဖတ်ရအောင်ရှင်မကုပြမယ်ခန်းကြီး14ခန်းကြီး14အငယ်3ကနေပြီးတော့ကိုအားလုံးကြည့်ပြီးတော့ဖတ်ရအောင်ကျွန်တော်ယုံကြည်တယ်ဒီနေ့မှာချက်သောသူတွေကိုဘုရားရှင်တို့ရှင်းပေးလိမ့်မယ်ချက်သောသူတွေကိုဘုရားရှင်ကမိတ်ဆွေတတ်တာအတွက်မိတ်ဆွေရွေထားတာဘုရားသခင်လုပ်ပေးတဲ့အရာကိုမျက်စိနဲ့မြင်ရလိမ့်မယ်ကဲကျွန်တော်တို့နှလုံးသွင်းတော့သင်ခြင်းအောင်ရှင်မကုခန်းကြီး14ငယ်3ကနေပြီးတော့ကိုအတန်ကြကြလေးဖတ်ရအောင်အားလုံးတို့ဖတ်ကြပါစို့ပေသမီရွာတွင်ရှိပုံမြည်ရှိသောလူ၏အိမ်၌ကိုတော်ရှိတော်မူသည်ဖြစ်၍မိမတယောက်သည်အဖိုးများစွာထိုက်သောနာရုစီပွေးစင်နှင့်ပြည့်သောကြောက်ဖြူဘက်တစ်လုံးကိုယူခဲ့၍ကိုတော်သည်စပွဲသားမှတရားတော်မူစဉ်ကြောက်ဖြူဘက်ကိုခွဲပြီးမှခေါင်းတော်ပေါ်၌တုံလောင်းလေ၏အချို့တို့သည်ဒေါသစိတ်ရှိသည်ဖြစ်၍ထိုစီပွေးကိုအဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်းဒီနရီအပြား300မကသောအဘိုးနှင့်ရောင်း၍ဆင်းရဲသောသူတို့အားပေးစရာကောင်းသည်ဟုဆို၍ထိုမိမကိုအပြစ်တင်ကြ၏ယေရှုကလည်းထိုမိမကိုရှိစေတော့အဘယ်ကြောင့်နှောက်ယှက်ကြသနည်းသူသည်ငါ၌ကောင်းသောဥကိုပြုပြီးဆင်းရဲသောသူတို့သည်သင်တို့၌အစဉ်ရှိကြ၏သင်တို့လိုရှိသည့်အတိုင်းသူတို့အားကျေးဇူးပြုနိုင်၏ငါတို့ကသင်တို့၌အစဉ်ရှိသည်မဟုတ်ဤမိမသည်တတ်နိုင်သမျှပြုပြီးငါအလောင်းကိုတကြုံမြည်မှုပြင်ဆင်ခြင်းကငါကိုစီဝေးနေပြီတည်းငါမှန်ဆိုသည်ကဧဝံဂေလိတရားကိုမြေတစ်ပြင်လုံးတွင်ဟောသောအရာရဲ့တို့၌ဤမိမကိုအောက်မေ့เสียကိုသူပြုသောဤမှုကိုကြားပြောရကြတဲ့ဟုမိန်တော်မူသည်ဒီနှုတ်ဘတော်နဲ့ကျွန်တော်လည်းဝင်ငါခြင်းနဲ့ခုနပြောတဲ့အထဲမှာထင်ရှားသောမျက်မှောက်တော်ပြီးကျွန်တော်တို့ထဲမှာကျင့်ဝတ်တဲ့မျက်မှောက်တော်ဆိုတာရှိတယ် indwelling presence ကျွန်တော်တို့ထဲမှာကျင့်ဝတ်တဲ့ဖျားရဲ့မျက်မှောက်တော်ဆိုတာသုံးခုရှိတယ်အခုကျွန်တော်ဒီကျမ်းလိုက်ကိုအနေနဲ့အနက်ဖွင့်ပြီးတော့ခွန်အားပေးမယ်ကျွန်တော်တို့တက်တာလေးပြင်ဆင်ထားပါဘာလို့လဲဆိုတော့ဖျားရုပ်ဘက်တော်တချို့ကကျွန်တော်တို့ဘဝတစ်ခုလုံးပြောင်းလဲစေရဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်ဒီနှုတ်ဘက်တော်ကိုဖတ်တဲ့အခါမှာလူနှမျိုးတွေ့ရတယ်တစ်မျိုးမှာတခင်ရှုနှုတ်ကိုလူအုပ်ကြီးလိုက်နေတယ်အများကြီးပဲလူပေါင်းနဲ့ချီပြီးလိုက်ခလေးတွေလည်းပါခလေးတွေလည်းလိုက်ကြတယ်အများကြီးပဲလူသားတွေမိမတွေအများကြီးပဲခလေးတွေဆိုပကုံးတွေပေါ်တက်ကျွန်မမျက်စိတွေမှာမြင်အောင်ကြည့်တာပါတော့မမြင်ရင်ပကုံးပေါ်တက်မယ်အဲ့လိုလူများကြီးလိုက်ပေမဲ့တခင်ရှုကိုပြန်ပေးခဲ့တာဘယ်နှယောက်ရှိလဲ2ယောက်ပဲရှိတယ်လူများကြီးတခင်ရှုနောက်လိုက်တာနော်ခဏနေလက်မိတ်ခဏလေးကြည့်ကြတယ်ကျွေးတာလည်းစားကြတယ်ဒါပေမဲ့တခင်ရှုကိုပြန်ပေးခဲ့တာက2ယောက်ပဲရှိတယ်တယောက်ကဘာလို့လဲဆိုတော့ဒီမျိုးသမီးစီဝေးလာပြီးဆိုတယ်နောက်တစ်ယောက်ကဘာလဲဆိုမုံငါးလုံးနဲ့ငါးနှကောင်လာပေးတဲ့ကလေးလေးသူ့မှာရှိတာလေးပါလာလေးပေးလိုက်2ယောက်ပဲရှိတယ်နော်တခင်ရှုနောက်ကိုအများကြီးလိုက်ကြတယ်ဒါပေမဲ့ပြန်ပေးဖို့2ယောက်ပဲရှိတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူသက်တာထဲမှာ2ချက်ပါတွေ့ရလဲဆိုတော့တမန်မှုရကိုးဝယ်တဲ့သူနဲ့တော်ဆက်မှုရကိုးဝယ်တဲ့ဆို2မျိုးရှိတယ်ကျွန်တော်တို့ယုံကြည်သူတော်တော်များများကလေယုံကြည်တယ်ဆိုတာကဘာကြောင့်ယုံကြည်လဲဆိုတာရှိတယ်တချို့ကအောင်မြင်လို့ချမ်းသာမှာမို့လို့ငကိုတွေကမချမ်းသာတော့ချမ်းသာခြင်းနဲ့မချမ်းသာတော့ကျမ်းမာခြင်းနဲ့ကျမ်းမာမှာမို့လို့ခရစ်တော်နောက်လိုက်တယ်နမိတ်လက္ခဏာမြင်ခြင်းလို့လိုက်ကြတယ်ယေရှုနောက်တချို့တွေကသခင်ရှုပြုတဲ့နမိတ်လက္ခဏာလေးကိုမြင်ခြင်းလို့စိတ်တိုးပြီးလိုက်တချို့သခင်ရှုပြုတဲ့သခင်ရှုအပြင်မုံငါးလုံးနဲ့ငါးလုံးအပြင်လူငါးလုံးဘိုင်းဝါတယ်စားရတယ်မုံခုနှစ်လုံးအပြင်အမှုပြုတယ်စားရတယ်ဘိုင်းဝါခြင်းလို့လိုက်အခုကျွန်တော်မြန်မာနိုင်ငံမှာဘိုင်းဝါခြင်းနဲ့ခရစ်ယာန်ပုံများလာတယ်ဘာလို့လဲပွဲရှိတိုင်းမှာပွဲတိုင်းမှာပါတဲ့ခရစ်ယာန်တွေရှိတယ်နိုးထားဖို့ပွဲတွေဆိုခွေတွေမှာကြည့်လိုက်ဒီရုပ်တွေပဲဟိုခွေမှာလည်းဒီရုပ်ပဲဒီခွေလည်းကျွန်မချက်ရုပ်တွေလုံးဝမမိတယ်ဘာလို့လဲပွဲတိုင်းမှာကြည့်ချက်ကဟာသူတို့ပဲနောက်ပွဲဒီရုပ်ပဲပွဲမှာတများလိုက်တယ်နိုးထားတာနဲ့တက်ကြွတာလည်းမတူဘူးအဲ့ဒါတက်ကြွတာလို့ခေါ်တယ်နော်သူတို့ငိုလာတယ်သူတို့စက်ကတာလည်းသူတို့ပဲဘာမှလည်းမကြောက်လဲဒီနေ့ကျွန်တော်ပြောပြစေတတ်မှတ်မှုရကိုးကွယ်တာကျွန်တော်တို့ခရစ်တော်ကိုယုံကြည်တယ်ဆိုတာမိတ်ဆွေတစ်ခုခုအစဉ်ပြေဖို့ယုံကြည်တာကျွန်တော်တို့တစ်ခုခုတော့သူ့ဆိုအင်္ဂလိပ်ဟောတာအပေးယူပါလာပြီဘယ်လိုလဲမခရစ်တော်ယုံကြည်လိုက်ယုံကြည်ပြီးပတ်စံရမယ်ကောင်းကြီးရမယ်နမစိတ်ဆင်းရဲတယ်မလားဘုရားကိုခေါ်ကြည့်ဘုရားကထူးပါတယ်ဒါပေမဲ့သူယုံကြည်တာဘာကြောင့်ယုံကြည်တာလဲပတ်စံရချင်လို့ယုံကြည်တာလေတတ်မှတ်မှုရကိုးကွယ်တယ်ဒီမှာအဲ့လိုလူအများကြီးလိုက်နေမယ်လေသခင်ရှုတော့ကိုလိုက်တဲ့လူတွေထဲမှာတော့မှမိမတယောက်ကလက်ဆောင်လာပေးတဲ့အခါမှာဆင်းရဲတော့လေကြီးကမဘောလို့များပြေရှုတော့ပေးတာလေအားလိုက်တာရရတော့မှထွက်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးယုံကြည်သူတွေအားလုံးကိုစစ်စစ်ပါမိတ်ဆွေဘာလို့ပြန်လာလိုက်တာဘာကြောင့်ဖျားချောင်းလာလဲဖျားချောင်းကလာမှမလို့လာဘာဖြစ်လို့ကိုးဝယ်နေတာလဲဒီနေ့ကျွန်မအခြေခံနဲ့ကိုးဝယ်ခြင်းအခြေခံကျွန်မဝင်လာနေတာဖြစ်တယ်ဒီနေ့မိတ်ဆွေဘာကြောင့်ကိုဖျားချောင်းလာလဲဘာလို့ဖျားကိုယုံကြည်တာလဲဖ
ညာကြီးပဲညှင်းဆဲချင်းတွေလာတဲ့ခါမှာအဲ့လိုလူတွေပြုတ်ကြအောင်မှာခရစ်တော်အတွက်ဆိုရင်တကယ်လည်းလာပြေးပြီမရှိတော့ဖျားเจ้าမှာအခုချိန်ကျွန်တော်တို့လူကိုယ်ကိုယ်ရလို့ဖျားเจ้าလာတာပေါ့တစ်ချိန်မှာဖျားเจ้าတွန်းရင်ဘယ်နဲ့ပြစ်မယ်ဆိုတဲ့အချိန်မှာဘယ်နဲ့ရောက်လာအောင်လဲဟာဖျားအိမ်မှာရှိတာပဲအိမ်မှာကိုယ်ကိုယ်လည်းရပါတယ်ဆိုပြီးတော့ theology တွေဖတ်လာအောင်မှာဟုတ်တယ်တော့ဘာလို့လဲတန်တန်ကူရကိုယ်ကိုယ်ကဲကျွန်တော်ပြောမယ်ဖျားကကောင်းမြတ်တယ်ဖျားကမိတ်ဆွေကိုကောင်းချီးပေးတဲ့အချိန်မှာအားရပါရကပြီးချီးမွမ်းတယ်ဖျားကိုဒုက္ခတွေရောက်တဲ့အချိန်မှာလက်မပြောင်းနိုင်တော့ဘူးအဲ့ဒါတန်တန်ကူရကိုယ်ကိုယ်ဒီနေ့ကိုအိမ်မှာအဖေနဲ့မင်းနဲ့မဘိုးတွေပေးလိုက်တယ်ဦးလေးတွေတော်တွေကနိုင်ငံခြားပို့လိုက်တဲ့အချိန်မှာတော့သူများမနှုတ်ဆက်တယ်လိုက်နှုတ်ဆက်တယ်ရမ်းတော်တာကလည်းခုံနေဒါပေမဲ့အခက်အခဲတွေကြုံရတဲ့အခါမှာအနောက်ဆုံးလေးမှာညင်ညင်လေးပဲထိုင်နေတယ်မအွန်လိုင်းတော့မလုပ်နိုင်တော့မညှက်မနိုင်တော့အဲ့ဒါတတ်မှုရကိုပဲဒီနေ့ကျွန်တော်တို့ခရစ်တော်ကခရစ်တော်ရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့အတွက်ကြောင့်ဖခင်ရဲ့သားဖြစ်တယ်အာမင်ဖခင်ရဲ့သားဖြစ်တဲ့ကအောင်မြင်တဲ့အတူတူပဲကြဆုံးလဲအတူတူပဲစင်ကြီးခရလည်းအတူတူပဲဟာလေလုယာသူများနဲ့ဝိုင်းပြီးမိတ်ဆွေကိုလောင်ပြောင်လဲဖခင်ရှိတယ်အာမင်ကျွန်တော်တို့ကတော်ဆက်မှုရကိုပဲလူတွေဖြစ်တယ်ဒီနေ့ဒီမှာလူဟုတ်ကြီးအများကြီးရှိနေတဲ့ဖခင်နောက်ကိုတကယ်ကိုဖခင်ကိုပေးဖို့ကြတော့နှစ်ယောက်ပဲရှိတယ်ဟုတ်ပြီနံပါတ်1ချက်ပြီးနံပါတ်2အဲ့ဒီမျိုးသမီးကဘာလို့ပေးတာသူကတင်နေပြီးကြာမလားလို့ပြောထားတယ်300မကောက်လို့ပြောထားတယ်ဒီစက်စာထဲမှာရှင်လူကာထဲမှာတကယ်ရှိခရစ်တော်ကမုံ9လုံးနဲ့9တကောင်အပြင်လူ9000ကိုကျွေးတော့ကတင်နေပြီးအပြား200တော့အရန်တော်တဲ့တပည့်တော်တွေကတွက်ချက်လိုက်တာကိုရော200လောက်ကုန်တယ်အဲ့လိုလူများတာအဲ့ဒီခေတ်ကလူ9000ဆိုတာကမိန်းမနဲ့ကလေးမပါဘူးယောက်ျားကြီးပဲကဲအဲ့ဆိုလူပုံများမယောက်ျားကြီးပဲများမလားမိန်းမနဲ့ကလေးများမလားပြောစရာမလိုဘူးတီးသားမိန်းကလေးတယောက်ကအများကြီးဝေးနိုင်တယ်အဲ့ဆိုမိန်းမနဲ့ကလေးကပုံများတယ်အဲ့တော့တကယ်ရှိခရစ်တော်လက်ထက်မှာယောက်ျားကြီးပဲ9000ရှိတဲ့ဟာကိုအဲ့တော့လူအုပ်တောင်းနဲ့ရှိနိုင်တယ်အဲ့တော့တောင်းနဲ့ရှိတဲ့လူအုပ်ကိုကျွေးဖို့ကတင်ရီအပြားနဲ့ဒီမျိုးသမီးလာပေးတဲ့စီဝေးကတင်ရီအပြား300လောက်ကစဉ်းစားကြည့်ဘယ်တော့တန်ဖို့ရှိတယ်အခုခေတ်နဲ့ဆိုရင်လူတောင်းနဲ့ချီပြီးကျွေးလို့ရတဲ့ဈေးနှုန်းကိုတွက်ကြည့်ဒီမျိုးသမီးရဲ့တစ်နှစ်စာလိုအခါဖြစ်တယ်အဲ့တော့ဈေးကြီးတဲ့ပစ္စည်းကိုဘာလို့သူတခင်ရှုပ်စီတာပေးတာလဲကျွန်မအရင်ဆင်ဝင်သားတယ်ကျွန်မသာဆိုကြောက်ပချီပေးမှာခဏလေးနဲ့ကုန်သွားတာပေးမှာမဟုတ်ဘူး။ဘာလို့ဒီမျိုးသမီးကလာပေးပူဇော်တာလဲ။အဲ့ဒီတော့ချက်ကိုအနေနဲ့နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်ဒီမျိုးသမီးကဒီရှင်လူကခရစ်ဝင်ထဲမှာပါတယ်ကျွန်မမဖတ်တော့ဘူး။ရှင်လူကခရစ်ဝင်36မှာပါတဲ့အခါမှာအဲ့ဒီမျိုးသမီးကမာရီလို့ခေါ်တယ်။လာဇရုရဲ့အမမာတာရဲ့ညီမ။သူတစ်ချိန်လုံးအပြည့်စုံဖြစ်တယ်။ဒီမျိုးသမီးနာမည်တော့မရေးထားဘူး။ဒါပေမဲ့နောက်ကြောင်းနေလိုက်ကြည့်မယ်ဆိုရင်သိနိုင်တယ်ဒီလိုမျိုးတော့မာရီတယောက်ပဲရှိတယ်။ပထမအချိန်ပါရိရှိတယောက်အိမ်မှာတခင်ရှုခရစ်တော်ကညစာစားဖို့ခေါ်ဖိတ်တဲ့အချိန်မှာတခင်ရှုခရစ်တော်ညစာစားနေတဲ့အချိန်မှာအမျိုးသမီးတယောက်ကတခင်ရှုစီလာခဲ့တယ်ဆိုတာကိုရှင်လူကခုနှစ်မှာတွေ့တယ်။အားစိုက်နေထောင်အောင်နော်။ဒီမှာဆိုရင်ကျမတို့အခုခေတ်နဲ့မတူဘူး။အဲ့ဒီခေတ်တုန်းကဒီဝါဆိုင်ဒေတာတွေမှာလမ်းတလမ်းပဲရှိတယ်။အဲ့မှာတရိษံတွေဘာတွေကအညစ်အကြေးတွေစွန့်နေ။သူတို့တရိษံတွေနဲ့ပဲသွားတယ်ကားတွေဘာတွေမရှိဘူး။အဲ့တော့တရိษံတွေနဲ့ပဲသွားတဲ့အတွက်ကြောင့်လမ်းတွေကညစ်ပတ်နေတယ်။အဲ့ဒီလမ်းတွေမှာသူတို့ဖက်တွေနဲ့ညစ်ပတ်သွားရတယ်။အိမ်ဝင်တဲ့အခါမှာဘာထုံးစံရှိလဲဆိုတော့အဲ့ဒီအိမ်ကိုတက်တဲ့အချိန်မှာအိမ်ထဲမှာရှိတဲ့ကျုံတယောက်ကပြေးလာပြီးတော့ခြေထောက်ဆေးပေးရတဲ့ထုံးစံရှိတယ်။အဲ့ဒီခေတ်ကကျမတို့မြန်မာနိုင်ငံမှာတော့ရေကောင်းတောင်နဲ့တိုက်တယ်။နိုင်ငံခြားမှာတော့မရဘူး။ဒီမှာတော့ရတယ်ထုံးစံပေါ့သူတို့အိမ်နဲ့ထုံးစံ။အဲ့ဒီခါမှာအဲ့ဒီခေတ်တုန်းကအဲ့လိုဖက်ကိုလာပြီးတော့ချုပ်ပြီးတော့ခြေထောက်ဆေးပေးတဲ့ကျုံရှိတယ်။အဲ့ဒီကျုံကဆေးပြီးမှအိမ်ကိုဝင်ရတယ်။တကယ်လို့ကိုယ့်အိမ်ကိုလာတဲ့ဧည့်သည်ကိုအဆက်ကွဲစေချင်ရင်ခြေထောက်မဆေးပေးနဲ့အဲ့ဒါကပညာသားပါနဲ့ဧည့်သည်ကိုစိတ်ထားကောင်းကောင်းနဲ့မဟုတ်ဘဲနဲ့ပညာပြချင်လို့ခေါ်တဲ့အရာမျိုးယူလို့ရတယ်။အဲ့တော့ဒီတကယ်ရှိခရစ်တော်ကိုဒီပါရိရှဲတယောက်ကထမင်းဖိတ်ကျွေးတဲ့အချိန်မှာပေါ့နော်။ဒီညစာစားဖို့ခေါ်တဲ့အချိန်မှာခြေထောက်ဆေးဖို့ရင်မပေးဘူး။ပြန်တက်လာရတယ်။ခြေထောက်ဆေးဖို့ရင်မပေးဘူး။အဲ့ဒီခေတ်ကအဲ့ဒီအချိန်မှာမျိုးသမီးတယောက်ကဝင်လာတယ်။ဝင်လာပြီးတကယ်ရှုပ်တွေးတဲ့အခါမှာငိုကြွေးတယ်၊နောင်တရတယ်၊ဒူးထောင်ပြီးသူ့မျက်ရည်ကျတယ်၊နောက်ပြီးတော့သူ့စပင်းနဲ့တုတ်တယ်ခြေထောက်ကိုဆက်မပြတ်နမ်းတယ်။သူခြေကွဲတဲ့အရာတွေသူပေါ်နေတယ်။အဲ့ဒီချိန်မှာတကယ်ရှော့ပါပြောတယ်။အဲ့ဒီဘာသာရေးကကိုတော့သိရမယ်ဒီနေ့မှမကောင်းတဲ့မိန်းမဆိုတော့သိကိုသိရမယ်။ယေရှုကသိတယ်ငါသိတယ်တဲ့။ဒီမျိုးသမီးကလွတ်ဖះပြောငါသမီးတင်ဒီချက်စားပြီးတင်းရဲ့အပြစ်ကိုလွတ်ပြီးလို့တကယ်ရှုပြောခဲ့တယ်။အဲ့ဒီတကယ်ယေရှုကအပြစ်လွတ်လိုက်တဲ့အရာကသူ့ဘဝတစ်ခုလုံးပြောင်းလဲစေတယ်။အာမင်။အဲ့ဒီမျိုးသမီးပထမအချိန်မှာမာရိတကယ်ရှုစီလာခဲ့တယ်။သူ့ကိုလူတွေကမဆက်ဆံဘူးသူကပြည့်စုံပြောဖြစ်တယ်။လူတွေကသူ့ကိုတွေ့တဲ့အခါမှာနှိမ့်နေဒါပေမဲ့တကယ်ရှုစီသူရောက်တယ်တကယ်ရှုကိုတွေ့တဲ့အချိန်မှာသူအယမ်းနှောင်တရတယ်ဘာမှမပြောရဘူးသူနှောင်တရနေပြီသူကြိုးပဲ့ချင်မွားတဲ့နှလုံးသားနဲ့တကယ်ရှုရှင်းမှာတုံ့ပြန်ပြီးတယ်အဲ့ဒီအချိန်မှာတကယ်ရှုကသူ့ကိုငါသမီးကို
ဘယ်တော့မှမရောက်တော့အမြဲတမ်းတကယ်ရှုအသေးခံတဲ့အချိန်မှာလည်းမာရီရှိတယ်ဘေးနားမှာအားကောင်းတပည့်တော်ဆက်လက်ရောက်အချို့အဝတ်တော်မှာပါပဲထွက်ပြေးသွားတဲ့အချိန်မှာထုံမျိုးသမီးရှိသေးတယ်သင်္ကန်းတော်ကိုသွားတဲ့အချိန်မှာအဲ့ဒီမျိုးသမီးတစ်လိုက်ထဲမှာသူ့ပါတယ်တကယ်ရှုရှင်တဲ့ထားတဲ့နေ့မှာပထမအောင်ဆုံးသွားတဲ့သင်္ကန်းကိုသွားတဲ့အချိန်မှာသူ့ပါတယ်ဒီနေ့နံပါတ်1ထုံမျိုးသမီးကဘာလို့အဲ့လိုတန်ဖိုးကြီးတာကိုပေးခဲ့လဲဆိုတော့သူပေးရတဲ့လူတစ်ယောက်ရဲ့တန်ဖိုးကိုသူသိလို့ဖြစ်တယ်အာမင်ဟုတ်ပြီကျွန်တော်ထပ်ပြီးတော့အနံ့ဖွင့်မယ်ကျွန်မတက်လာတဲ့မှာဒီရောက်ကိုဘယ်ချိန်မှာနားလည်လဲဆိုတော့ကျွန်မအင်ဒိုနီးရှားသွားတဲ့ချိန်မှာနားလည်ခဲ့လူ2000လောက်လာတဲ့ conference မှာမြန်မာနိုင်ငံအရင်နာမည်ကြီးတာဟိုနောက်ဆုံးမှထိုင်တာတသေးလေးပဲဟိုရှစ်မှာလူလေးတွေပေးရစိတ်လေးလိုပဲအပေါ်မှာတရားဟောတဲ့လူကလည်းတသေးလေးပဲမြင်ရတယ်ကျွန်မအရင်ဆောင်ခဲ့တယ်ကျွန်မ apostolic prophetic ဘက်ကိုရောက်တဲ့အတွက်ကြောင့်အဲ့ရဆရာမကြီးစင်ဒီဂျေကိုရဲ့ anointing ကိုအရင်လိုချင်တာမြန်မာပြည်မှာလည်းဆုတောင်းသွားတယ်ဒုတိယနေ့ခရတော့ပြောပါလေအဲ့ဒီဟာပေးဖို့နေ့ကငါအင်ဒိုနီးရှားလွတ်တယ်လို့ပြောတယ်ကျွန်မသွားတယ်ကိုရောက်တော့မဖြစ်နိုင်ဘူးမြန်မာပြည်တောင်ပေါ်မှာနေရတာဝေးပဲအဲ့ဒါကျွန်မဖျားဝင်နေတော့စကားပြောတယ်ငါသမီးတဲ့တိတ်မှာပါရှိတယ်ကျွန်မလက်စွပ်တွေဝင်ပါသွားတယ်ပြင်းလက်စွပ်ရှိတယ်သွားပေးလိုက်ပါโอเคကိုတော့ပြောရင်လုပ်ပြီပဲသွားတယ်ခဏလေးနားတဲ့အချိန်မှာတော့မှသူ့ကိုတွေ့လို့မရဘူးသူ့နောက်မှာ body guard တွေအပြုံကြီးပဲရောက်20လောက်ကတ်ထားတာစင်မောတက်လာရင်အပြုံကြီးစင်မောဆင်းသွားလဲပြင်အောင်ပြုံကြီးပဲသူ့သွားပြီးစကားပြောလို့မရဘူးသူ့မျိုးသားထိုင်နေတယ်ကျွန်မမြန်မာနိုင်ငံကမျိုးစစ်ကျဲတယ်ပြောပြီးတော့ပြန်လာခဲ့ခဏနေစင်မောရောက်တော့အဲ့ဆရာမတရားဟောလက်မြောက်လိုက်တော့ကျွန်မလက်စွပ်ဝတ်ထားတယ်ကျွန်မအဲ့ချိန်မှာပုံပါပြီးလို့ထင်မလားဟာကိုလိုရက်ဆက်လိုက်တယ်အခုလည်းရှိတော့လာကောင်းရက်တယ်လို့ပြောမလားမပြောတော့အရန်ပြောတယ်ဘာလို့လဲအဲ့တော့လူ2000လောက်ရှိတယ်ကိုလိုသမီးလက်စွပ်ကိုသုံးတယ်ဟဲ့လားအရန်ကျင်တယ်ဒီအမျိုးသမီးသခင်ရှို့လာပေးတဲ့အချိန်မှာကိုလိုရဲ့တနစ်စာလောကကုန်ပြီလို့မပြောဘူးကျေးဇူးတင်လိုက်တာဘာလို့လဲအဲ့လိုလူအများကြီးထဲမှာမှကျွန်တော်ရဲ့စီမွေးကိုလိုအသုံးပြုတယ်ကိုလိုကျေးဇူးတော်တင်တယ်ကိုလိုချီးမွမ်းသွားသေးတယ်ဒီနေ့ဒီမှာမိတ်ဆွေစစ်မှန်သောကိုယ်ွယ်ခြင်းဆိုတာဖခင်ရဲ့မြတ်တာကိုရချင်းကနေစတယ်ဒီနေ့ဘုရားကျောင်းကိုလာပေမဲ့ကျွန်တော်တို့စစ်မှန်သောကိုယ်ွယ်ခြင်းကိုဘာလို့နားမလဲရလဲဖခင်ရဲ့မြတ်တာကိုမိတ်ဆွေနားမလဲသေးဘူးစစ်မှန်သောကိုယ်ွယ်ခြင်းကဘယ်ရစလဲမိတ်ဆွေဖခင်ရဲ့မြတ်တာကိုနားလေတာကနေစတာဖြစ်တယ်ဖခင်ကျွန်တော်ပုံမှာဘလောက်ချစ်လဲလို့သိတဲ့အချိန်မှာကျွန်တော်ပေးရမှာမနှမျောဘူးဒီနေ့ကျွန်တော်ငါကပတ်စံရှိလာတဲ့အချိန်မှာအတင်းတော်မှာကျွန်မတို့ခဏအပြက်ပြောတဲ့တရားဟောဆရာလေးမှာလည်းပါတယ်တချို့နေရာတွေမှာဆိုရင်ကျွန်မအပြက်ပြောလိုက်လို့ကိုယ်စိတ်နဲ့ကိုလာရတယ်ခီးစင်တော့မနေဘူးအဲ့တော့ခီးစင်တစ်ခုသွားရင်ကိုယ်စိတ်ကိုထည့်သွားရတယ်အချိန်တွေမကောင်းရင်ကိုယ်စိတ်နဲ့ကိုပြန်လာရတယ်တချို့နေရာတွေမှာဆိုရင်ငါပေးမှပဲရမှာငါပေးမှအတင်းတော်ဖြစ်လာတာငါအလူဝင်မထိုင်ကြည့်အတင်းတော်ပိတ်သွားမယ်လို့မြင်နေတာကတော်တော်လေးမနာဖို့ကောင်းတယ်မိတ်ဆွေမှာရှိတဲ့ကောင်းကြီးတွေကိုဖခင်ကအသုံးပြုခွင့်ပေးလို့ကျေးဇူးတင်ရပါအာမင်မိတ်ဆွေမှာရှိတဲ့အရေးသွေးတွေကိုဖခင်အတွက်ပါဝင်ခွင့်ရလို့ချီးမွမ်းရမှာအာမင်ငါတတ်တယ်နော်ငါလုပ်တတ်တယ်နော်မဟုတ်ဘူးပါဝင်ခွင့်ရလို့ကျေးဇူးတင်ရမှာအာမင်ထိုဖခင်တို့မိတ်ဆွေဘာမှချေအောင်လုပ်ပေးလို့မရဘူးထိုဖခင်အဲ့ဒီအရာကိုဖခင်ပေးလာတာတချို့အများရှိနေလေးပေးလာပြီဆိုတော့ငါမပါဝင်ကြည့်ရင်သူတို့ပတ်စံတွေရက်သွားလိမ့်မယ်အဲ့ဒါကလေဟိုဆရာတိုက်ကျော်တွေပြောလို့ကြက်မပြည့်ရလို့ခေါ်တယ်။ယုံကြည်ခြင်းကြက်မပြည့်ရလို့ခေါ်တယ်။ဘာကြောင့်လဲ။ငါပေးမငါမပေးချင်ဘူးလို့ဆောင်နေစားမှာဘူးလို့မြင်နေတာကအဲ့ဒါရန်တနာဖို့ကောင်းတယ်။အဲ့လိုယုံကြည်သူတွေတွေ့ပြောတယ်နေကနာဖို့ကောင်းတယ်လို့ပြောတာပြောလိုက်။ဘာလို့လဲ။မှားနေတာမဟုတ်ဘူးကျွန်တော်တို့ကအဲ့လိုဘုံကြီးတဲ့ဖျားထဲမှာတက်သေးလေးပါဝင်အောင်အရန်ကျင်လိုက်တာ။ဟုတ်တယ်။ဘဝတစ်ခုလုံးပေးလိုက်ရင်တော့မတန်လေ။ထိုဖျားရဲ့ကျေးဇူးကိုကြင်အောင်ဆက်ဖို့မရှိဘူး။ဘာလို့လဲအရန်ကောင်းမြတ်လို့အောင်လေ။ဒီနေ့ကျွန်တော်တို့ကလေတခုခုဖျားကမိတ်ဆွေစီတောင်းလိုက်တဲ့အမလေးကိုရက်ဆက်တဲ့ကြီးကုန်ပြီနော်ကိုတော့ကုန်ပြီကျွန်တော်မှရှိတဲ့သီးတွေလက်ကုန်ပြီကိုတော့တောင်းရလိုက်တာလို့ပြောကြတယ်မဟုတ်ဘူးမိတ်ဆွေတို့ဘောလုံးပေးလိုက်တော့မကြည့်ဘူးဖျားအဲ့ထက်ကိုကောင်းမြတ်လို့အာမင်အဲ့တော့စစ်တော်ကိုကိုယ်ကဆိုတော့ဖျားရဲ့မြတ်တာကိုသိလာတယ်ကျွန်တော်တို့တုံ့ပြန်တယ်အဲ့ဒါကိုယ်ပဲချင်းပဲဒီနေ့ကျွန်တော်တို့တွေကဖျားရဲ့မြတ်တာကိုနဲ့နားမလဲသေးလို့မိတ်ဆွေဒီမျိုးသမီးကဖျားရဲ့အပြစ်လွတ်ခြင်းကိုရတဲ့အချိန်ကစပြီးသူ့အသက်ကပြောင်းလဲသွားပြီးသူကိုးဝယ်လာပေးတဲ့အခါမှာဘလို့စိတ်နဲ့ပေးတယ်ဟာကိုရောအတွက်ပါဝင်ရတာကျေးဇူးတင်တယ်ဖျားเจ้าမှာတပြည့်စည်းလိုက်တယ်ကိုရောအတွက်ကျွန်တော်စိတ်ခံရတာအမလေးရမ်းပျော်တယ်ကျွန်မတရားဟောတဲ့အချိန်တွေထက်ကျွန်မအစိတ်ခံတဲ့အချိန်ပုံများတယ်ခမင်းရင်ထက်ပုံများတယ်ဖျားเจ้าမှာပွဲတိုင်းမှာချက်ကဲလေးမှာဒိုင်ခံမယ်သပွဲထိုးလဲဟုတ်တယ်တိတ်နာတရှိဆိုလဲဟုတ်တယ်ကျွန်တော်တို့ဒီနေ့ကျွန်တော်ယုံကြည်သူတွေကစစ်ဖို့တအားတက်ချင်လာကြတဲ့ယောဂါပေါ့နော် worship ဆိုလဲကျွန်တော်တို့စစ်ဖို့မှာ worship လုပ်တဲ့အခါမျိုးဆိုရင်
ဝိုင်းရဒါပေမဲ့အတင်းတော်ကလူ50ကြာရင်ဖတ်လာတော့ဟိုကျွန်မတစ်ခါလေးဆိုင်မြင်နေစင်ကြိုက်လာတယ်ပေါ့စင်ကြိုက်လာအဲ့လို worship ဒီကတွေတော့ကျွန်မ worship ကျွန်တော် national worship training မှာတော့ကောင်းကောင်းတုံတင်တယ်အဲ့ဒါမျိုးတွေဘာလို့လဲဆိုတော့ကျွန်တော်တို့တွေက popular ဆိုတဲ့ဒီအတွေးခေါ်ပိုင်းမှာလေဖះကမဟုတ်ဆိုးတဲ့အခါမှာကိုမြင်ချင်တာကိုကောင်းထင်တော့တာဒီနေ့ကိုယ်ပဲကျွန်တော်တို့တွေကအာစင်ပေါ်မှာတီးကြမယ်လူရှိမှရ